OK ဒီနေ့ကျန်းစာတင်ရမယ်အမှုရအတွက်ငါမတော့ချီးမွမ်းတယ်ဒီနေ့ကျန်းစာကျွန်တော်တို့လေ့လာမယ်ဒီနေ့လေ့လာမယ်သင်ခန်းစာကကျွန်တော်တို့ dramatic ကိုလေ့လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အချိန်တိုင်းနဲ့အသက်တာကိုဖျားသခင်တို့တော့အရင်ဆုံးစက္ကန့်ဆူတောင်းကြမယ်နော်ကောင်းကင်ဘုရားရှိတော်မူသောအဖနာမတော်ကိုချီးမွမ်းပါတယ်ဖာကရရှင်ပြင်ဆင်ပေးတော်မူသောအချိန်တိုင်းမှာကရရှင်ရဲ့တမန်ကျမ်းစာကိုလေ့လာသင်ကြားရသောအခွင့်အချိန်တိုင်းတော့ကိုတော့အထူးပဲကျေးဇူးတင်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားကိုတော့ကိုခေါ်ဖိတ်ပါစေစင်တဲ့ကြလာအုပ်ဆိုတော့တမန်တရားရဲ့အလင်းကိုဖွင့်ပေးတော်မူပါနောက်ဆက်မဲ့အမှုအလုံးစုံကိုလည်းယေရှုနာမဖြင့်ဖယ်ရှားပါ၏ကျေးဇူးကြီးလာပါ၏ဟုဝန်ခံတဲ့အချိန်တိုင်းအသက်တာအလုံးစုံကိုကရရှင်တော်တို့စက္ကန့်အနာပါတယ်ဖာမြတ်စွာသောဖျားသခင်အာမင်ဒီနေ့ကျွန်တော်တို့လေ့လာမယ့်တမန်ကျမ်းစာအကြောင်းအရာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဓမ္မသစ်ကိုလေ့လာမယ်ဟုတ်ပြီနော်ကျွန်တော်ဒီနေ့ဓမ္မသစ်ကိုလေ့လာမယ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်ဓမ္မသစ်မှာဆိုလို့ရှိရင်အပိုင်း၄ပိုင်းရှိတယ်အဲ့ဒီအပိုင်း၄ပိုင်းကဘာလဲဆိုလို့ရှိရင်အရှိမာကခရစ်ဝင်ကျမ်း၄ကျမ်းရှိတယ်ဟုတ်ပြီနော်မဿဲမာကုလုကာယောဟန်ခရစ်ဝင်ကျမ်း၄ကျမ်းရှိတယ်အဲ့ဒီရဲ့နောက်ဆက်တွဲမှာပဲဘာလဲထက်ရှိသေးလဲဆိုလို့ရှိရင်ဩဝါဒစာဆောင်တွေလည်းရှိတယ်ဩဝါဒစာဆောင်လည်းရှိတယ်အဲ့ဒီဩဝါဒစာဆောင်တွေရဲ့အနောက်ဆုံးမှာကျွန်တော်ဗာရှိလဲဆိုရင်ဗျာဒိတ်ကျမ်းဆိုတာရှိတယ်ဟုတ်ပြီဗျာဒိတ်ကျမ်းကတော့ဒါတော့ subject တစ်ခုပေါ့နော်တက် subject တစ်ခုဟုတ်လားဗျာဒိတ်ကျမ်းအဲ့ဒါကိုလည်းကျွန်တော်တင်ခဲ့ပြီးပြီเนาะအဲ့ဒီဗျာဒိတ်ကျမ်းကိုလည်းဟာလားဗျာဒိတ်ကျမ်းမှာဆိုအခန်းကြီးက22ခန်းပဲရှိတာအခန်းကြီး1ကကြတော့သခင်ယေရှုမိတ်ဆက်တဲ့အကြောင်းအရာအခန်းကြီး2နဲ့3နဲ့ကြတော့အသင်းတော်9ပါးအကြောင်းအခန်းကြီး4နဲ့5နဲ့ကကြတော့ကျွန်တော်ကောင်းငယ်ပုံမှာဖျားသခင်ကိုဘယ်လိုကိုးကွယ်ကြမလဲဆိုတဲ့အကြောင်းကိုရေးပြထားတာဖြစ်တယ်ပြီးရင်အခန်းကြီး6ကနေ18ထိကကြတော့ဘေးတိုင်ကာလအကြောင်းအခန်းကြီး19ကကြတော့သခင်ယေရှုဒုတိယအကြိမ်ပြန်ကြွလာပြီးတော့တိုက်ရှင်သူတွေနဲ့အတူတူမိုးတိမ်စီတော့ဒုတိယအကြိမ်ကြွလာတဲ့အကြောင်းကိုရေးထားတာဖြစ်တယ်ပြီးရင်အခန်းကြီး20ကကြတော့သခင်ယေရှုနှစ်ထောင်အုပ်ဆိုမဲ့အကြောင်းမီလီနီယမ်ကြီးအကြောင်းကိုရေးထားတာဖြစ်တယ်ပြီးရင်အခန်းကြီး21 22ကကြတော့ကောင်းကင်မြစ်ကြီးတဲ့အကြောင်းကိုပြောထားတာဖြစ်တယ်ဟုတ်ပြီနော်ကဲအဲ့ဒီအကြောင်းအရာလည်းကျွန်တော်သင်ပြီးပြီနောက်မှအချိန်ရတယ်ဆိုရင်နောက်တစ်ခါ revision ကျွန်တော်ပြန်ပေးမယ်ဟုတ်လားပြီးလို့ရှိရင်ဒီမှာကျွန်တော်ဩဝါဒစာဆောင်တွေရှိတယ်ဒီခရစ်ဝင်ကျမ်းနဲ့ဩဝါဒစာဆောင်တွေကိုချိတ်ဆက်ပေးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တမန်တော်ဝတ္ထုဖြစ်တယ်ဟုတ်ပြီနော်ခရစ်ဝင်ကျမ်းနဲ့ဩဝါဒစာဆောင်ချိတ်ဆက်ပေးတဲ့အရာကဘာလဲတမန်တော်ဝတ္ထုဖြစ်တယ်အဲ့ဒီတမန်တော်ဝတ္ထုအကြောင်းကိုသိဖို့ရန်အတွက်ကြောင့်ဘာလိုအပ်လဲဆိုရင်တိုက်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုသိဖို့ရန်အတွက်ရန်အရေးကြီးတယ်အဲ့တော့ဘာလို့ဒီတမန်တော်ဝတ္ထုမှာဆိုအဓိကတိုက်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုပြောပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တိုက်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုကျွန်တော်တို့သင်ခဲ့ပြီးသွားပြီเนาะအဲ့တော့အခုဆိုလို့ရှိရင်ဗျာဒိတ်ကျမ်းလည်းပြီးသွားပြီတမန်တော်ဝတ္ထုအဲ့ဒီတိုက်ရှင်တော်ဝိညာဉ်တော်အကြောင်းလည်းကျွန်တော်တို့သင်ပြီးသွားပြီဟုတ်လားဒါဆိုကျွန်တော်ဘာကြံလဲခရစ်ဝင်ကျမ်းတွေနဲ့ဩဝါဒစာဆောင်ကျမ်းတွေအဲ့ဒီခရစ်ဝင်ကျမ်းနဲ့ဩဝါဒစာဆောင်တွေကိုမိတ်ဆွေကလေ့လာတဲ့အခါမှာဆိုလို့ရှိရင်အဓိကလိုအပ်တဲ့ key point 3ချက်ရှိတယ်အဲ့ဒီ key point 3ချက်ကိုမိတ်ဆွေတို့ကသိမှသာလင်ခရစ်ဝင်ကျမ်းနဲ့ဩဝါဒစာဆောင်ကိုနားလည်မှာဖြစ်တယ်အထူးသဖြင့်ခရစ်ဝင်ကျမ်းထဲမှာကသခင်ယေရှုကလူတွေကိုတရားဟောတဲ့အခါမှာဆိုဥပမာတွေအများကြီးသုံးလို့ဟောထားတယ်အဲ့တော့ဒီဥပမာတွေကိုနားလည်ဖို့ရန်ကလည်းအရန်ကိုအရေးကြီးတယ်ဘာဖြစ်လို့လဲဥပမာတွေကတစ်ခုနဲ့တစ်ခုနဲ့မတူညီကြဘူးတစ်ခုနဲ့တစ်ခုနဲ့မတူညီကြဘူးအကြောင်းကြောင့်ဆိုလိုချင်းတွေကလည်းမတူညီကြတဲ့အခါမှာဆိုသခင်ယေရှုပြောသမျှဥပမာတွေသခင်ယေရှုကိုယ်တိုင်ကဥပမာပြောတာတွေမကသေးဘူးအဲ့ဒီမှာနောက်ထပ်ဗတ္တိဇံဆရာရှင်ယောဟန်ဆိုတာရှိသေးတယ်ဗတ္တိဇံဆရာရှင်ယောဟန်ကလည်းပြောတဲ့အခါမှာဥပမာတစ်ခုကိုသူတုံးပြီးတော့ပြောသွားတာရှိတယ်အဲ့တော့ဒီဗတ္တိဇံဆရာရှင်ယောဟန်ပြောတဲ့ဥပမာပဲဖြစ်ဖြစ်သခင်ယေရှုပြောတဲ့ဥပမာတွေပဲဖြစ်ဖြစ်အခုဒီအရာအားလုံးကိုနားလည်ဖို့ရန်အတွက်ဒီဓမ္မသစ်ကျမ်းမှာလေ့လာတဲ့အခါမှာဆို keyword ချက်3ခုရှိတယ်အဲ့ဟာကိုကျွန်တော်ဒီနေ့ပြောပြပေးတော့မှာဖြစ်ပါနဲ့เนาะဒါကဓမ္မသစ်ကျမ်းဒီကောင် New Testament လို့ကျွန်တော်ရေးလိုက်မယ်เนาะဒီဓမ္မသစ်ကျမ်းကိုလေ့လာဖို့ရန်အတွက်အဓိကအရေးကြီးတဲ့ keyword 3ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်နံပါတ်1 three judgment
three judgment တရားစီရင်ခြင်း၃မျိုးလို့ခေါ်တယ်နောက်ထပ်နံပါတ်2ကဘာလဲဆိုလို့ရှိရင်နောက်တစ်နံပါတ်ကဘာလဲဆိုရင် heaven and two kingdom ကောင်းကင်ဘုံနဲ့နိုင်ငံတော်နှစ်ခုနောက်တစ်နံပါတ်3ကပါလဲဆိုလို့ရှိရင် joint hell with Christခရစ်တော်နဲ့အတူအမွေဆက်ဆံခြင်းဟုတ်ပြီကြည့်ကြအောင်ကျွန်တော်တို့အနေနဲ့ဓမ္မသစ်ကိုလေ့လာမယ်ဆိုလို့ရှိရင်ခရစ်ဝင်ကျမ်းပဲဖြစ်ဖြစ်ဩဝါဒစာဆောင်တွေပဲဖြစ်ဖြစ်ဒီအရာတို့သိရှိနားလည်ဖို့ရန်အတွက်အဓိကအရေးကြီးတဲ့ key point 3ခုရှိတယ်အဲ့ဒီ key point 3ခုကိုမိတ်ဆွေကသိနားလည်ထားမှသာလျှင်ခရစ်ဝင်ကျမ်းထဲမှာသခင်ယေရှုပြောသမျှဥပမာတွေရောပြီးလို့ရှိရင်ဩဝါဒစာဆောင်မှာသုံးသွားတဲ့အရာတွေအားလုံးကိုပါမိတ်ဆွေကနားလည်မှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီ3ခုလုံးကျွန်တော်ရှင်းပြပေးသွားမယ်သို့ပေမဲ့ဒီနေ့ကကျွန်တော်ဘယ်အကြောင်းကြောင့်အဓိကပြောသွားမလဲဆိုရင်ဒီနေ့အဖို့ကကျွန်တော်3 judgment တရားစီရင်3မျိုးအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်အော်ဒီမှာ heaven and two kingdom လို့ပြောတဲ့ခါမှာအဲ့ဒါဘာလဲဆိုရင်ကောင်းကင်ဘုံနဲ့ two kingdom နိုင်ငံတော်နှစ်ခုကဘာလဲဆိုရင်ပထမကကောင်းကင်နိုင်ငံတော်ကောင်းကင်နိုင်ငံတော်ဒုတိယတစ်ခုကဘာလဲဆိုဘုရားသခင်ရဲ့နိုင်ငံတော်ဟုတ်ပြီနော်နိုင်ငံတော်နှစ်ခုလို့ပြောတဲ့ခါမှာဘာနဲ့လဲကောင်းကင်နိုင်ငံနဲ့ဖျားသခင်ရဲ့နိုင်ငံအဲ့နိုင်ငံနှစ်ခုကမတူဘူးနော်ကျမ်းစာထဲမှာအထူးသဖြင့်ခရစ်ဝင်ကျမ်းထဲမှာဆိုသခင်ယေရှုတုံထားတယ်လေကောင်းကင်နိုင်ငံတော်ဒီဖျားသခင်နိုင်ငံတော်ဒီအဲ့လိုတုံထားတာနောက်တစ်ခုဒီကောင်းကင်နိုင်ငံတော်ဒီဆိုတဲ့ဟာဒီခရစ်ဝင်ကျမ်းလေကျမ်းထဲမှာရှမသဲခရစ်ဝင်ကျမ်းတစ်ခုထဲမှာပဲပါတယ်ကျန်တဲ့ခရစ်ဝင်ကျမ်းသုံးခုထဲမှာကောင်းကင်နိုင်ငံတော်ဒီဆိုတဲ့အတုံတော့ကိုလုံးဝမတုံထားဘူးဟုတ်ပြီနော်အဲ့တော့ဒီ heaven and two kingdom နဲ့ကျွန်တော်တို့ကကောင်းကင်ဘုံပုံဆိုတာဘာလဲကောင်းကင်နိုင်ငံတော်ကဘာလဲဖျားသခင်နိုင်ငံတော်ကဘာလဲဆိုအဲ့ဒါကိုဒီသုံးခုလုံးကျွန်တော်တို့ကကွဲပြားသိရှိထားဖို့အတွက်အရင်အရေးကြီးတယ်နော်အဲ့ဒါကိုနောက်တင်ခန်းစာမှာကျွန်တော်ပြောပြပေးမယ်ဟုတ်လားဒီနေ့အပေါ်ကတော့3 judgment တရားစီရင်3မျိုးအကြောင်းကိုကျွန်တော်အဓိကပြောပေးသွားမှာဖြစ်ပါတယ်Okay ကျွန်တော်ကြည့်အောင်နော်တရားစီရင်ခြင်း3မျိုးတရားစီရင်ခြင်းတ
3မျိုးယုံကြည်သူတယောက်ဖြစ်လာပြီဆိုလို့ရှိရင်ဒီတရားစီရင်3ခုကိုအဓိကတရားစီရင်3ခုကိုသိထားရမယ်နော်မသိလို့ရှိရင်ကျွန်တော်တို့တမခရစ်ကျန်တို့ဖတ်တဲ့ခါမှာဆိုရင်တိတ်နားလည်မှာမဟုတ်ဘူးဟုတ်လားဘာလို့ဆိုတော့သခင်ယေရှုပေးတဲ့ဥပမာတော်တော်များများကဒီတရားစီရင်3မျိုးကိုပဲအဓိကအခြေခံလို့ပေးထားတာဖြစ်တယ်အဲ့တော့ဒီတရားစီရင်3မျိုးကျွန်တော်သိရှိရမှာဟုတ်ပြီဒီတရားစီရင်3မျိုးကြည့်မယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ timeline နဲ့ကျွန်တော်သွားမယ်နော် timeline ဒါက timeline ဖြစ်တယ် okay ကဲဟုတ်ပြီအဲ့ timeline မှာကျွန်တော်အရင်ကဟိုကနဦးအစတော့ကဘာဦးအစတော့ဒီခစ်ကဘာခစ်တယ်လဲဆိုလို့ရှိရင်ဒီအော်တပါစိတ်ခေပြီးပြညက်တရားခေပြီးလို့ရှိရင်တရားသူကြီးခေပရိုဖက်ခေပြီးလို့ရှိရင်ဒီမှာသခင်ယေရှုဒါသခင်ယေရှုလောက်ကားတံပုံဆောင်တာဟုတ်ပြီနော်သခင်ယေရှုကလူစားတိကိုခံယူပြီးတော့ကျွန်တော်တို့အပြစ်တွေကိုစားလှဝါကားထဲမှာအသေးခံပေးတယ်3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်သွားတယ်အဲ့ဒီ3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတာနဲ့အဲ့ဒီခေတ်ကာလတွေကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ဂျေဇုတော်ခေတ်ကာလလို့ခေါ်တယ်grace GRACE grace ဂျေဇုတော်ကာလပြီးလို့ရှိရင်အသင်းတော်ကာလလို့လည်းခေါ်သေးတယ်ဟုတ်လား church နောက်တစ်ခုတန်ရှင်တော်ဝိညာဉ်တော်ခေတ်ကာလလို့လည်းခေါ်တယ် Holy Spirit okay ဒီမှာကမိတ်ဆွေနဲ့ကျွန်တော်နဲ့ကအသက်ရှင်နေထိုင်နေတယ်မိတ်ဆွေနဲ့ကျွန်တော်တို့ okay ဒီမှာတချို့လူတွေကလည်းတည်ဆုံးနေကြတာဟုတ်လားဒါ sorry တည်ဆုံးတဲ့သူအဲ့လိုမရေးဘူးတည်ဆုံးတဲ့သူကျွန်တော် cross နဲ့ပဲတင်ကြတာလေးနဲ့ပဲရှိတော့မှာဟုတ်ပြီသခင်ယေရှုရှင်ပြန်ထမြောက်ပြီးသွားတဲ့အချိန်ကာလကနေစပြီးတော့ယခုကျွန်တော်တို့မိတ်ဆွေကျွန်တော်အသက်ရှင်နေတဲ့ခေတ်ကာလဘာလို့ခေါ်လဲဂျေဇုတော်ခေတ်ကာလလို့လည်းခေါ်တယ်အသင်းတော်ခေတ်ကာလလို့လည်းခေါ်တယ်တန်ရှင်တော်ဝိညာဉ်တော်ခေတ်ကာလလို့လည်းခေါ်တယ်ဘလို့ခေါ်မှန်ဟုတ်ပြီနော်အဲ့ကျွန်တော်တို့ဒီလိုအသက်ရှင်နေရင်းနဲ့မှာဒီနေ့မကြခင်မှာကြုံတွေ့ရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ချီဆောင်ခြင်းဖြစ်တယ်အဲ့ဒါဘာလို့ခေါ်လဲ rapture ချီဆောင်ခြင်းဟုတ်ပြီနော်ဒါကိုချီဆောင်ခြင်းဒီချီဆောင်ခြင်းအကြောင်းလည်းကျွန်တော်မနေ့ကပြောခဲ့ပြီးသွားပြီနော်ဟုတ်ပြီဒီချီဆောင်ခြင်းကျွန်တော်တို့သခင်ယေရှုခရစ်ကိုမိမိကယ်တင်ပိုင်ရှင်ပြည့်ယုံကြည်လက်ခံတဲ့သူတိုင်းကိုဗာလဲဘုရားသခင်ကသိမ်းရှင်းသွားမယ်အဲ့ဒီအကြောင်းအရာကိုကျွန်တော်မနေ့ကတော့ပြောပြပါဒီနေ့အကြံနဲ့ပြန်ပြောပေးသွားမယ်နောက်မှကျွန်တော်အဲ့ဒါကိုအချိန်ရလို့ရှိရင် revision အသေးစိတ်ပြန်ပြောပေးမယ်ဟုတ်ပြီနော်အဲ့ Richard ဂျမ်ဘတ်ကိုကျွန်တော်ပြန်ရေးပေးမယ်နော်တစ်သက်4 15စက္ကွန်တစ်သက်အခန်းကြီး4အငယ်15ကနေပြီးတော့စက္ကွန်ထဲမှာဆိုလို့ရှင်လည်းပဲကျွန်တော်တို့ကိုအာကာသကောင်းကင်ကိုခြိဆောင်သွားမယ်သခင်ဖျားကြွေးကြော်ခြင်းကောင်းကင်တမန်မင်းတဘိုးမှုတ်ခြင်းစသည်ဖြင့်ခြင်းမှာခရစ်တော်၌တည်လွန်သောသူတို့သည်ဘာဖြစ်နေမလဲဆိုလို့ရှိရင်မပုတ်မပြတ်နိုင်တဲ့ခန္ဓာကိုယ်ဖြစ်ပြောင်းလဲပြီးတော့အသက်ရှင်တန်ပြီးတော့အထက်အာကာသကိုခြိဆောင်ခြင်းကိုခံရမယ်အသက်ရှင်လျက်ရှိတဲ့ကျွန်တော်တို့တွေကလည်းဘာဖြစ်လဲမပုတ်မပြတ်နိုင်တဲ့ခန္ဓာကိုယ်အဖြစ်ပြောင်းလဲပြီးတော့ဒီတည်တက်တဲ့အရာဒီမတည်တက်တော့အရာဖြစ်တော့ပြောင်းလဲပြီးတော့ကောင်းကင်ဘုံကိုခြိဆောင်ခြင်းကိုခံရမယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်နောက်တဲ့ဂျမိုက်တစ်ခုကလည်းရှိသေးတယ်ဘာလဲဆိုလို့ရှိရင်ယောမအခန်းကြီး1ကော15မှာလည်းပါတယ်နော် sorry 1ကော15 1ကော
တစ်ကော15မှာလည်းအဲ့ဒီအကြောင်းအရာအကုန်ပြောထားတယ်တစ်ကော15အငယ်51ကနေအငယ်51ကနေ54အထိ51ကနေ54အကြောင်းအရာမှာဆိုရင်ပြောပြထားတယ်ပြီးရင်မှတ်တဲ့24မှာလည်းပါတယ်နော်မှတ်တဲ့ခန်းကြီး24မှတ်တဲ့ခန်းကြီး24အငယ်40ကနေ42 40ကနေတော့40နှစ်ပြီးလို့ရှိရင်ဟိုယောဟန်ခန်းကြီး9မှာလည်းပါတယ်ယောဟန်ခန်းကြီး9အငယ်24 2525ဟုတ်ပြီဒီအကြောင်းအရာတွေမှာဆိုရင်ဟိုယူဒမှာလည်းပါတယ်နော်ကဲဟုတ်တောင်းဆိုလုံလောက်ပါပြီနော်ပရိုဂျက်ကြောင့်ကျွန်တော်နောက်မှအချိန်ရမှအသေးစိတ်နောက်တစ်ခေါက်ပြန်ရှင်းပြဒါလောလောဆယ်မိသွားမှာဆို relation ပြန်ပြီးတဲ့သဘောပဲဟုတ်လားအဲ့တော့ဒီ Rachel ချီဆောင်ချင်းမှာဆိုလို့ရှိရင်တစ်သက်မှာအခန်းကြီးလေးအငယ်9 15ကနေ19မှာပြောထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုသခင်ပြကြွကြော်ချင်းကောင်းတမန်မင်းတဘိုးမုတ်ချင်းကြုံတွေ့တဲ့ခါမှာဆိုလို့ရှိရင်ခရစ်တော်၌သေလွန်တော့သည်အူးထမြောင်မယ်အဲ့ဒီသေလွန်တော်သူတွေအူးထမြောက်ပြီးသွားတဲ့အခါမှာအသက်ရှင်တဲ့ကြံကျွင်းတဲ့ကျွန်တော်တို့ဒီလည်းမပုတ်မပြတ်နိုင်တဲ့ခန္ဓာကိုယ်အဖြစ်ပြောင်းလဲပြီးတော့ဘာဖြစ်လဲကောင်းကင်အာကာသကောင်းကင်တို့ခြေဆောင်ခြင်းကိုခရရမယ်ဆိုတဲ့အကြောင်းကိုရေးပြထားတာဖြစ်တယ်တစ်ကောအခန်း15အငယ်51 54မှာလည်းပါတယ်ရှမတဲထဲမှာလည်းပါတယ်ရှင်ရောက်ခရစ်ခိုင်း9ထဲမှာလည်းဒီအကြောင်းအရာတွေကိုပြောပြထားတာဟုတ်ပြီနော်အဲ့တော့ဒီခြေဆောင်ခြင်းပြီးသွားတာ ਨੇ အဲ့ဒီဘာဖြစ်လို့ကျွန်တော်တို့ခင်ယေရှုခရစ်မိမိကယ်တင်ပါရှင်မြေယုံကြည်လက်ခံတဲ့သူတွေအားလုံးကိုဖျားသခင်ကသူ့စီကိုခြီဆောင်ရတာလဲဆိုလို့ရှိရင်အဲ့ဒီခြီဆောင်ခြင်းအာကာသကောင်းကင်မှာအာကာသကောင်းကင်မှာအာကာသကောင်းကင်အဲ့အာကာသကောင်းကင်ထဲကိုခြီထောင်သွားမယ်အဲ့ဒီခြီဆောင်ပြီးရတယ်အဲ့ဒီအာကာသကောင်းကင်မှာကျွန်တော်တို့ဘာတွေ့ရမလဲဆိုရှင်ပထမတရားစီရင်ခြင်းနံပါတ်1တရားစီရင်ခြင်းဖြစ်တဲ့Jasmine Sea or Cry ခရစ်တော်ဤတရားပလင်ခရစ်တော်ဤတရားပလင်အမှကျွန်တော်တို့တွေ့ကြုံရမယ်အဲ့ဒါကို Jasmine Sea or Cry လို့ခေါ်တယ်ဟုတ်ပြီနော်ကဲဟုတ်ပြီကျွန်တော်တရားစီရင်၃မျိုးရဲ့ပထမဦးဆုံးတရားစီရင်ခြင်းဘာလဲခရစ်တော်ရဲ့တရားပလင်ကိုကျွန်တော်ယုံကြည်သူတွေအားလုံးဟုတ်ပြီနော်ဒီခရစ်တော်တရားပလင်ဆိုတာကလူတိုင်းအတွက်မဟုတ်ဘူးသခင်ယေရှုခရစ်မိမိကယ်တင်ပါရှင်နဲ့ယုံကြည်လက်ခံပြီးတော့ခြီဆောင်ခြင်းကိုခံရတဲ့သူတွေအားလုံးကဒီခရစ်တော်ရဲ့တရားပလင်ရှိကိုရောက်အောင်မှာဖြစ်တယ်เนาะအဲ့ဒီအကြောင်းကိုကျွန်တော်ပြောပြသွားမယ်ဟုတ်ပြီနံပါတ်1တရားစီရင်ခြင်းအဲ့ဒါပါလဲဆိုရင်ခရစ်တော်ဤတရားပလင်ခရစ်တော်ဤတရားပလင်အဲ့ဒါကို Jasmine Sea or Cry လို့ခေါ်တာဟုတ်လားဟုတ်ပြီ Jasmine Sea or Cry အဲ့အကြောင်းကြောင့်ကျွန်တော်ဘယ်မှာတွေ့ရမလဲဆိုရင်နှစ်ကော9:10မှာတွေ့ရမှာဖြစ်ပါတယ်နော်နှစ်ကောခန်းကြီး9အငယ်10အဲ့ဒီအထက်မှာဗာပြောထားလဲဆိုရင်ကိုခန္ဓာရဲ့ကျင့်တဲ့အကျင့်ကောင်းမကောင်းရှိတဲ့တိုင်းအကျိုးအပြည့်ကိုပြင်မယ်အကျင့်ကောင်းမကောင်းရှိတဲ့တိုင်းအကျိုးအပြည့်ကိုပေးမယ်အကျိုးအပြည့်ကိုပေးမယ်
အဲ့ကြမ်းမိုက်လို့ကျွန်တော်ကြည့်ကြအောင်နော်နိကောအခန်းကြီး9နိကောအခန်းကြီး9အခန်းငယ်တက်စမှာပြောထားလဲဆိုအကြောင်းမူကားငါတို့ရှိသမျှသည်ကိုခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုအသီးသီးခံခြင်းကခရစ်တော်၏တရားပလင်ရှေ့၌ပေါ်လာရကြမည်အဲ့တော့နိကောခန်းငယ်တက်စမှာပြောထားလဲဆိုကျွန်တော်တို့ကဒီယုံကြည်သူတွေအားလုံးကဒါဒီခရစ်တော်ရဲ့တရားပလင်ဘယ်သူတွေအတွက်ပဲလေယုံကြည်သူတွေအတွက်ပဲဟုတ်ပြီနော်တခင်ယေရှုခရစ်မိမိကင်တပိုင်ရှင်ပြည်ယုံကြည်လက်ခံပြီးတော့စီဆောင်ခြင်းကိုပါသွားတဲ့သူတွေအားလုံးကဒီခရစ်တော်တရားပလင်ကိုရောက်မှာဖြစ်တယ်ခရစ်တော်ကကျွန်တော်တို့ကိုတရားစီမယ်အဲ့တော့ဘယ်လိုတရားစီမလဲဆိုရင်ကျွန်တော်တို့မြေကြီးမှာဒီခန္ဓာကိုယ်ကအသက်ရှိထင်ရှားနေတဲ့အခါမှာဆိုကျွန်တော်တို့ကျင့်တဲ့အကျင့်ကောင်းမကောင်းရှိတဲ့အတိုင်းပဲလေအကျိုးနဲ့အပြစ်ကိုပေးမှာဖြစ်တယ်အဲ့လိုအကျိုးနဲ့အပြစ်ကိုပေးစီခြင်းကဘယ်မှာပေါ်ကြုံတွေ့ရမှာလဲခရစ်တော်ရဲ့တရားပလင်ရှင်မှာကျွန်တော်တို့အားလုံးပါပဲလေရင်ဆိုင်ရကြမှာဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ကျမ်းတစ်ခုလည်းကျွန်တော်ကြည့်ကြည့်ရအောင်ယောမအခန်းကြီး14:10မှာနော်ယောမအခန်းကြီး10ယောမအခန်းကြီး10အငယ်ယောမအခန်းကြီး14 sorry ယောမအခန်းကြီး14အငယ်10မှာအဲ့ကျမတို့ကျွန်တော်ကြည့်အောင်နော်ယောမအခန်းကြီး14အငယ်10ယောမခန်းကြီး14အငယ်10မှာပြောထားလဲဆိုလို့ရှိရင်တင်းညီအကိုချင်းကိုအဘဲကြောင့်စစ်ကြောစီရင်သည်ညီအကိုချင်းကိုအဘဲကြောင့်မထီမဲ့မြင်ပြုသည်ငါတို့ရှိသမျှသည်ခရစ်တော်ဤတရားပလင်ရှေ့သို့ရောက်ရကြမည်ကျွန်တော်တို့အားလုံးကခရစ်တော်ရဲ့တရားပလင်အရှိကိုရောက်ရမယ်တရားသူကြီးဖြစ်တဲ့ခရစ်တော်ကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကောင်းမကောင်းရှိတဲ့အတိုင်းအကျိုးပြစ်ကိုပေးမှာဖြစ်တယ်တရားသူကြီးကလည်းဘယ်သူပဲလဲတရားစီမံတဲ့အခွင့်အရေးအားလုံးကလည်းခရစ်တော်ချင်မှာမရှိခရစ်တော်သားလည်းကျွန်တော်တို့တရားစီမံသူဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်မြေကြီးမှာရှိနေခါမှာဘာကြောင့်မလို့ညီအကိုချင်းချင်းကိုစီရင်မှာလဲဆိုတော့ဒီမှာပြောပြထားတာဖြစ်တယ်တင်းဒီညီကိုချင်းကိုအဘဲကြောင့်စစ်ကြောစီရင်တဲ့နေ့ညီကိုချင်းချင်းကိုအဘဲကြောင့်မထီမဲ့မြင်ပြုတဲ့နေ့ဟာ तू ကတော့ကောင်းတယ် तू ကတော့မကောင်းဘူး तू ကတော့ဒီလိုရှိတယ် तू ရဲ့စိတ်သဘောထားဒီလိုရှိတယ် तू ရဲ့စိတ်သဘောထားကတော့ဟိုလိုဖြစ်တယ်စသည်ဖြင့်ကျွန်တော်တို့နဲ့လူတွေကိုစီရင်တတ်ကြတယ်အဲ့ဒီအရာကမကောင်းပါဘူးတမန်ကျမ်းစာနဲ့လည်းမကိုက်ညီဘူးအဲ့တော့ကျွန်တော်တို့ကညီအကိုချင်းချင်းလူချင်းကိုမစီရင်ရပါဘူးဘာဖြစ်လို့လဲဆိုတော့တရားစီရင်ခြင်းအားလုံးကိုကျွန်တော်တို့စီရင်မဲ့သူကဘယ်သူပဲလဲခရစ်တော်တပါးတည်းပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကညီအကိုချင်းချင်းမိတ်ဆွေအချင်းချင်းတို့ကိုကျွန်တော်တို့ကတရားစီရင်လို့မရပါဘူးကျွန်တော်တို့အားလုံးတရားစီရင်မဲ့သူကဘယ်သူပဲလဲခရစ်တော်တပါးတည်းတာလည်းကျွန်တော်တို့ကိုတရားစီရင်မှာဖြစ်ပါတယ်ဟုတ်ဘာဖြစ်လို့ဆိုတော့ခရစ်တော်တပါးတည်းတာလည်းကျွန်တော်တို့ကိုစီရင်ပိုင်ခွင့်အခွင့်အာဏာအလုံးစုံကိုရရှိထားတာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်ညီကိုချင်းချင်းကိုမစီရင်ပါနဲ့ဟုတ်ပြီနော်နောက်တစ်ကျမ်းတစ်ခုလည်းကြည့်ကြအောင်နော်နောက်တစ်ကျမ်းတစ်ခုကဘာလဲဆိုလို့ရှိရင်ယောဟန်အခန်းကြီး9အငယ်29အခန်းကြီး9အငယ်29လည်းကြည့်ကြအောင်နော်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး9အငယ်29ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး9အငယ်29မှာပြောထားလဲဆိုရင်သားတော်သည်လူသားဖြစ်သောကြောင့်တရားစီရင်ခြင်းအခွင့်ကိုလည်းအပ်ပေးတော်မူ၏သားတော်သည်လူသားဖြစ်သောကြောင့်တရားစီရင်ခြင်းအခွင့်ကိုလည်းအပ်ပေးတော်မူ၏သခင်ယေရှုခရစ်ကလည်းဗာလဲလူသားစစ်စစ်ဖြစ်တယ်လူသားစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေအားလုံးကလည်းဘယ်သူတွေပဲလဲလူသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့လူသားတွေကိုတရားစီရင်မှာဘယ်သူပဲလဲလူသားဖြစ်တဲ့ခရစ်တော်ကပဲကျွန်တော်တို့ကိုတရားစီရင်မှာဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ကျမ်းတစ်ခုလည်းကျွန်တော်ကြည့်ကြည့်ရအောင်အဲ့ဒါဗာလဲဆိုတစ်ကော3:17ကနေ15တစ်ကောအခန်းကြီး3ငယ်17ကနေ15အဲ့တစ်ကောဟာကိုလည်းကြည့်အောင်နော်အဲ့အကြောင်းထဲမှာလည်းဗာပြောထားလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကျင့်ကိုခရစ်တော်ကတရားစီရင်မယ်တစ်ကောအခန်းကြီး3တစ်ကောအခန်းကြီး3ငယ်17ကနေ15အကြောင်းမူကားယေရှုခရစ်ဒီဟုသောခြားလက်ရှိသောတိုက်မြစ်မှတပါအခြားသောတိုက်မြစ်ကိုအဘယ်သူမျှမချနိုင်ထိုတိုက်မြစ်အပေါ်၌ရွှေငွေကြောက်ကောင်းတစ်တ
မြက်ပင်ကောက်ရိုးများကိုထပ်ဆင့်၍တိဆောက်သောသူရှိသည်များအသီးသီးလှုပ်သောအလုတ်သည်ထင်ရှားလိမ့်မည်အဘယ်သို့နည်းဟုမူကားဖော်ပြချိန်နေ့ရက်သည်မိအားဖြင့်ထင်ရှားစေလိမ့်မည်လူတိုင်းလှုပ်သောအလုတ်သည်အဘယ်သို့သောအလုတ်ဖြစ်သည်ကိုမိသည်စစ်ကြောစုံစမ်းလိမ့်မည်ထိုတိုက်မြစ်အပေါ်၌ထပ်ဆင့်၍တိဆောက်သောအကျဉ်သူ၏အလုတ်သည်မြဲ၏ထိုသူသည်အကျိုးကိုခံရလိမ့်မည်အကျဉ်သူ၏အလုတ်သည်ကျွမ်းလောင်၏ထိုသူသည်အရှုံးကိုခံရလိမ့်မည်သို့တော်လည်းမီးနဲ့လွတ်တကယ်တော့သူဒီကဲတင်ချင်းတို့ရောက်လိမ့်မည်ဆိုတော့ပြောပြထားတာဖြစ်တယ်အဲ့တော့ဒီခရစ်တော်တရားပလင်ရှိမှကျွန်တော်တို့တွေရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးကခရစ်တော်ရဲ့တရားပလင်ရှိကိုကျွန်တော်တို့ရောက်ကြမှာဖြစ်တယ်ဟုတ်လားအဲ့ခရစ်တော်ရဲ့တရားပလင်ရှိကိုရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်ကိုယ်ခန္ဓာရဲ့ကောင်းကောင်းရှိတဲ့အကျိုးအပြစ်ကို तू ကစီရင်မယ်အကျိုးအပြစ်ကိုပေးမယ်အဲ့တော့အဓိကဒီမှာကျွန်တော်တို့စီရင်မဲ့ तू ကဘာလို့လဲဆိုခရစ်တော်တပါးဒီပဲကျွန်တော်တို့တရားစီမယ်အဲ့တော့ဒီတစ်ကော3နဲ့မှာကျွန်တော်ဗာပြောထားလဲဆိုကျွန်တော်တို့ရဲ့အကျင့်တွေကရွှေလားကြောက်ကောင်းလားတစ်သားလားမြက်6လားဆိုတဲ့အရာတွေကိုဖော်ပြထားတယ်ပြီးလို့ရှိရင်ခရစ်တော်ကဘာနဲ့စစ်မလဲမီးနဲ့စစ်မယ်မီးနဲ့စစ်တဲ့အခါမှာဆိုရင်ကျွမ်းလောင်သွားလို့ရှိရင်တော့အရှုံးခံရမယ်ဒါပေမဲ့ကျွမ်းလောင်ကအရှုံးခံရမယ်ဆိုတော့ညာလဲပဲကျွန်တော်တို့ဘာဖြစ်လဲခြေဆောင်ချင်းကိုပါသွားတဲ့အတွက်ကြောင့်ဘာဖြစ်လဲအပြစ်စီရင်ခြင်းတွေဘာဖြစ်လဲကဲတင်ချင်းတို့တော့ရောက်မယ်ထိုသူသည်အရှုံးခံရလိမ့်မည်သို့တော်လည်းမီးနဲ့လွတ်တကယ်သူသည်ကဲတင်ချင်းတို့ရောက်မယ်ကျွန်တော်တို့ရဲ့အကျင့်ကကောက်ရိုးမြက်ပင်တွေလိုမျိုးဖြစ်မယ်ဆိုမီးနဲ့စစ်တဲ့ခါမှာတော့ကျွမ်းလောင်သွားမယ်ကျွမ်းလောင်တဲ့ခါမှာအရှုံးကိုခံရမယ်သို့တော်ညာလည်းပဲခြေဆောင်ချင်းကိုပါတဲ့သူတွေကအကောင်လုံးဘာဖြစ်လဲကဲတင်ချင်းချသူတွေလေအဲ့တော့သူတွေမီးနဲ့လွတ်တကယ်ဘာဖြစ်လဲကဲတင်ချင်းတို့ရောက်မယ်လို့ပြောတယ်အဲ့ဒီအကြောင်းကြောင့်ဘာကိုပြောထားတာလဲဆိုအဓိကတစ်ကိုအခန်းကြီး3ငယ်7 15ဒီကျွန်တော်တို့ရှိသမျှဒီခရစ်တော်ရဲ့တရားပလင်အရှိကိုရောက်တဲ့အခါမှာကျွန်တော်လောကမှာကျင့်ခဲ့သမျှအကျင့်တွေကျွန်တော်လှုပ်ဆောင်ခဲ့သမျှလှုပ်ဆောင်ခြင်းအမှုရာအားလုံးကိုခရစ်တော်ကစစ်ဆေးမယ်စစ်ဆေးပြီးလို့ရှိရင်ဘာပေးမလဲအကျိုးနဲ့အပြစ်ကိုပေးမှာဖြစ်တယ်ဒါပေမဲ့အကျိုးအပြစ်ကိုပေးတယ်ဆိုပေမဲ့လည်းသူရဲ့အကျင့်ကမြစ်ပင်လိုမျိုးမီးနဲ့စစ်တဲ့ခါမှာလောင်ကျွမ်းသွားတော်ညာလဲသူဒီကယ်တင်ချင်းဘာဖြစ်လဲကယ်တင်ချင်းရတယ်မီးနဲ့လွတ်တကယ်ဘာဖြစ်လဲကယ်တင်ချင်းနဲ့ရတယ်အဲ့တော့ပြောရအောင်အဓိကဘာဖြစ်လဲဆိုရင်ကျွန်တော်တို့အားလုံးကခရစ်တော်တရားပလင်ရှိမှကြုံတွေ့ရမယ်ဆိုတဲ့အကြောင်းအရာပြောပြထားတာဖြစ်တယ်တချို့လူတွေကကြတော့လေအတင်းတော်မှာပါဝင်တယ်အဲ့ဒီအတင်းတော်မှာပါဝင်တဲ့အခါမှာဆိုရှင်ကလကာရဲ့အနောက်ကွယ်မှာပါဝင်တဲ့သူတွေရှိတယ်ကလကာရဲ့အနောက်ဘက်အခြမ်းမှာလူမသိတဲ့နေရာမှာပကံဆေးတဲ့နေရာမှာပဲဖြစ်ချက်ပြုတ်တဲ့နေရာမှာပဲဖြစ်တိုက်ပင်ရိုက်တဲ့နေရာမှာဖြစ်သူတို့ရဲ့ပါဝင်အစီခံသူတို့တက်တဲ့နေရာသူတို့ရှိတဲ့နေရာမှာသူတို့ကိုယ်ဆွမ်းရှိတဲ့လောက်သူတို့အပါဝင်ကြတယ်သို့တော်ညာလဲသူတို့ကတခင်ကိုယေရှုခရစ်ကိုမိမိစိတ်နှုတ်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတော့ချစ်တဲ့စိတ်နဲ့အဲ့ဒီတခင်ကိုချစ်တဲ့စိတ်နဲ့သူတို့လှုပ်ဆောင်တဲ့အခါမှာသူတို့ရဲ့အလှုပ်ဆောင်တဲ့နေရာသူတို့ရောက်ရှိတဲ့နေရာသေးငယ်တဲ့လူမမြင်တော့ညာလည်းပဲသူတို့ရဲ့ဟိုမီးနဲ့စစ်တဲ့မှာသူတို့တွေကဘာဖြစ်နေတက်လဲဆိုရွှေလည်းဖြစ်နေတက်တယ်ကြောက်ကောင်လည်းဖြစ်နေတဲ့ကြောင့်အဲ့ဒါကြောင့်မို့ကျွန်တော်အဓိကအားပေးချင်တာကပါလဲဆိုရင်ကျွန်တော်တို့လောကမှာနေထိုင်တဲ့အခါမှာအသင်းတော်မှာပါဝင်သည်ဖြစ်စေဘယ်နေရာမှာပဲလှုပ်ဆောင်သည်ဖြစ်စေလှုပ်ဆောင်တဲ့အခါမှာနှလုံးသားအရင်အမှန်နဲ့လှုပ်ဆောင်ပါကျွန်တော်တို့နှလုံးသားအရင်မှန်နဲ့လှုပ်ဆောင်မှသာလျှင်ခရစ်တော်ရဲ့တရားပလင်ရှိကိုရောက်တဲ့အခါမှာဒီအရာအားလုံးကမီးနဲ့စစ်တဲ့အခါမှာလောင်ကျွမ်းခြင်းမရှိဘဲနဲ့ရွှေကြောက်ကောင်းကြောက်မြတ်တွေဖြစ်မှာဖြစ်တယ်အာမင်နောက်တစ်ကျမ်းပိုင်းတစ်ခုလည်းကြည့်ကြအောင်နော်မဿဲအခန်းကြီး9အငယ်1ကနေ9မဿဲအခန်းကြီး9ငယ်1ကနေ9ရှမတဲ့ခန်းကြီးခွန်ငယ်1ကနေ9ကိုကြည့်မယ်တင်တို့သည်စစ်ကြောချင်းနှင့်ကင်းလွတ်မိအကြောင်းသူတပိုင်းအမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနှင့်တင်တို့သည်အကျင့်တရားတိုင်းသူတပါးကိုစီရင်ကြ၏ထိုတရားတိုင်းစီရင်ခြင်းကိုခံရကြမည်အကျင့်ချိန်တင်းပမာဏနှင့်သူတပါးအားပေး၏ထိုပမာဏတိုင်းကိုခံရကြမည်ကိုမျက်စိ၌ရှိသောကျင့်တန်ကိုမအောင်မေ့ပဲညီအကို၏မျက်စိ၌ရှိသောညောင်ငံကိုအဘေးရောက်ကြည့်ရှုသည်နည်းကိုမျက်စိ၌ကျင့်တန်ရှိလျင်ပင်ညီအကိုအားသင်ဤမျက်စိ၌ရှိသောညောင်ငယ်ကိုထုတ်ပါရစေဟုအဘယ်သို့ဆိုသည်။လွတ်ဝတ်သောသူကိုမျက်စိ၌ရှိသောကျင့်တန်ကိုရှေ့ဥစွာထုတ်ဖယ်လော့။နောက်မှညီကိုမျက်စိ၌ရှိသောညောင်ငယ်ကိုထုတ်ပစ်ခြင်းကရှင်းလင်းစွာမြင်လိမ့်မည်။အဲ့တော့ဒီမှာလည်းဗာပြောထားလဲဆိုတော့ကို
ကိုမှရှိတဲ့ကိုအပြစ်ကိုကိုမမြင်ဘဲနဲ့သူများကိုပဲအမြဲတမ်းအပြစ်မြင်နေတယ်သူများကိုပဲစီရင်တယ်အဲ့ဒီအကြောင်းအရာကိုပြောပြထားတာအဲ့တော့ကျွန်တော်တို့ကိုစစ်ကြောစီရင်မဲ့သူကဘယ်သူလဲဆိုခရစ်တော်တပါးတည်းပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကသူများကိုမစင်နဲ့အကယ်များကျွန်တော်တို့ကသူတပါးကိုစီရင်မိခဲ့တယ်ဆိုလို့ရှိရင်ခရစ်တော်ကကျွန်တော်တို့ဘာပဲလဲအဲ့ဒီအတိုင်းပြန်စီရင်မှာဖြစ်တယ်ကျွန်တော်တို့ကသူများကိုတစ်ဖက်သက်စီရင်တယ်ဆိုလို့ရှိရင်အဲ့ဒါကခရစ်တော်ရဲ့သဘောတရားနဲ့မညီတော့ဘူးနော်ကိုအထင်နဲ့သွားဆုံးဖြတ်တာကိုကိုအထင်နဲ့ဆင်ရင်လိုက်တာလေဘယ်တော့မှသူတပားကိုကိုအထင်ကိုအမြင်နဲ့ဘယ်တော့မှမဆုံးဖြတ်မစီရင်မိပါစေနဲ့နော်အဲ့တော့ကျွန်တော်တို့ကိုစီရင်မဲ့သူကဘယ်သူပဲလဲခရစ်တော်တပားတည်းပဲဖြစ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်မကြည့်မယ်ပထမတရားစီရင်ခြင်းကပါလဲခရစ်တော်ရဲ့တရားခရစ်တော်ဤတရားပလင်ခရစ်တော်ဤတရားစီရင်ခြင်းဟုတ်ပြီနော် the judgment seat of Christ ခရစ်တော်ဤတရားပလင်တရားစီရင်ခြင်းကိုကျွန်တော်ကြုံတွေ့ရမှာဖြစ်တယ်အဲ့ဒါဘယ်ချိန်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ခြီဆောင်ခြင်းကိုပါသွားတယ်အဲ့ဒီခြီဆောင်ခြင်းမှာအာကာသကောင်းကင်မှာကျွန်တော်တို့ကဘယ်မှာတွေ့ရှိရမှာလဲခရစ်တော်၏တရားပလင်မှာကျွန်တော်တို့ယုံကြည်သူတွေသခင်ယေရှုခရစ်ကိုမိမိကယ်တင်ပိုင်ရှင်ပြီးယုံကြည်လက်ခံတဲ့သူတွေအားလုံးကခရစ်တော်ရဲ့တရားပလင်မှာရှိမှာပဲလေကြုံတွေ့ရမှာဖြစ်တယ်ဟုတ်ပြီအဲ့ဒီကျွန်တော်တို့ကခြီဆောင်ခြင်းကိုပါသွားပြီးအာကာသကောင်းကင်မှာခရစ်တော်တရားပလင်ရှိမှာကျွန်တော်တို့ကတရားစီရင်ခြင်းကိုခံနေရတဲ့အချိန်မှာဒီမြေကြီးပေါ်မှာကျတော့ဘာဖြစ်နေမှာလဲဆိုလို့ရှိရင်မြေကြီးပေါ်မှာကဘေးဒဏ်ကြီးကာလနော်ဘေးဒီမြေကြီးပေါ်မှာလည်းအသက်ရှင်ကြံရည်ခဲ့တဲ့လူတွေရှိအောင်မယ်နော်ဟုတ်လားအဲ့ဒီလူတွေကကျတော့ဘာကြုံတွေ့ရမလဲဘေးဒဏ်ကြီးကာလဘေးဒဏ်ကြီးကာလဘယ်နှစ်လဲဆို9နှစ်ဟုတ်ပြီကျွန်တော်တို့ကခြီဆောင်ခြင်းကိုပါသွားတယ်ခြေဆောင်ညွတ်ပါသွားပြီးတော့အာကလကောင်းကမှာခရစ်တော်ရဲ့တရားပလင်ရှိမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ကောင်းမကောင်းရှိတဲ့အတိုင်းကျွန်တော်အကျိုးပြစ်ကိုခံရမှာဖြစ်တယ်ခရစ်တော်ကကျွန်တော်တို့တရားစီရင်မယ်ဒါပေမဲ့မြေကြီးပေါ်မှာကကြောဘာဖြစ်နေလဲအဲ့ဒီအချိန်ကာလမှာမြေကြီးပေါ်မှာကဘေးဒဏ်ကာလ9နှစ်တည်ရှိနေမယ်အဲ့ဒီမြေကြီးပေါ်မှာဘေးဒဏ်ကာလ9နှစ်ရှိတဲ့အချိန်မှာဘယ်သူတွေကအုပ်ဆိုးမှာလဲဆိုလို့ရှိရင်အန်တီခရစ်မိစ္ဆာပရောဖက်မိစ္ဆာပရောဖက်အန်တီခရစ်မိစ္ဆာပရောဖက်နောက်ကပါလဲတာရဲလို့လည်းခေါ်ကြတယ်ဒီလူတွေကအုပ်ဆိုးမယ်ဟုတ်လားဒီခရစ်တော်ရဲ့တရားပလင်ရှိမှာကျွန်တော်တို့တွေစီရင်ခံရတဲ့ခါမှာကွာကျွန်တော်အတူကောက်ရှင်းရှင်းလေးတစ်ခုပြောပြမယ်ခရစ်တော်ရဲ့တရားပလင်ရှင်ကျွန်တော်ရောက်သွားပြီဆိုလို့ရှိရင်ခရစ်တော်ကကျွန်တော်တို့ကိုဘယ်လိုစီရင်မလဲဆိုရင်နောက်သင်္ကန်းစာတစ်ခုမှပါတဲ့အကြောင်းအရာကိုကျွန်တော်အနည်းချုပ်တစ်ခုပြောပြမယ်ဘယ်လိုစီရင်မလဲဆိုရင်ကျွန်တော်တို့အခုဇာတိရှိတယ်မဟုတ်လားဟုတ်ပြီနော်ကျွန်တော်အခုဇာတိရှိတယ်ဒါပေမဲ့ကျွန်တော်တို့တွေကသခင်ယေရှုခရစ်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တဲ့နေ့မှာကျွန်တော်တို့ဘယ်လိုမျိုးဆွတောင်းလဲသခင်ယေရှုခရစ်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပါတယ်ကျွန်တော်စိတ်နှလုံးထဲမှာဝင်ရောက်အုပ်ဆိုးနေရာယူတော်မူပါအရှင်သခင်ဖြစ်နေရာယူတော်မူပါခေါ်ဖိတ်ပါတယ်ဆိုပြောတယ်မဟုတ်လားအဲ့တော့ကျွန်တော်တို့ကသခင်ယေရှုခရစ်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့ကျွန်တော်တို့အထက်မှာတန်ရှင်သောဝိညာဉ်တော်ကိုဆင်ရင်ရတယ်ကျွန်တော်ထက်မှာတန်ရှင်သောဝိညာဉ်တော်ရှိတယ်ပြီးလို့ရှိရင်သခင်ယေရှုခရစ်ကိုလည်းကျွန်တော်တို့အုပ်ဆိုးဖို့ရတယ်ကျွန်တော်ခေါ်ပေးခါမှာသခင်ယေရှုခရစ်ကျွန်တော်တို့ဘာဖြစ်လဲအုပ်ဆိုးသွားပြီအဲ့တော့ဒီလောကမှာကျွန်တော်တို့အသက်ရှင်တဲ့ခါမှာယေရှုခရစ်ရဲ့အုပ်ဆိုးခြင်းကိုကျွန်တော်တို့ကဘလောက်ဝန်ခံတယ်လဲဒါမှမဟုတ်ရင်သခင်ယေရှုခရစ်ရဲ့အုပ်ဆိုးခြင်းကိုဝန်မခံဘဲနဲ့ကျွန်တော်တို့ကကိုယ်ဇာတိတိုင်းဘယ်လိုမျိုးအသက်ရှင်တယ်လဲအဲ့ဒီအရာတွေဒီမှာဆုံးဖြတ်မှာဖြစ်တယ်တချို့လူတွေကသခင်ယေရှုခရစ်မိခင်တွေပဲယုံကြည်လက်ခံတယ်ဒါပေမဲ့အသက်ရှင်မှုဘိုင်းမှာခရစ်တော်ကိုယာနှုံးပြည့်အုပ်ဆိုးခြင်းအုပ်ဆိုးခွင့်မပေးဘူးသူလုံးစေသူကြိုက်တဲ့ຢာတွင်သူကပဲဥဆောင်ကသူလှုပ်သွားတယ်ပြီးလို့ရှိရင်တချို့နေရာမှာကျတော့ဗာလို့လေခရစ်တော်ကိုနေရာပေးတယ်အဲ့တော့ခရစ်တော်ကိုနေရာပေးလိုက်ဇာတိကအသက်ရှင်လိုက်ခရစ်တော်ကိုနေရာပေးလိုက်ဇာတိကအသက်ရှင်လိုက်အဲ့လိုမျိုးသွားတယ်အဲ့ဒီအရာတွေအားလုံးကိုဒီမှာတရားစီမှာဖြစ်တယ်ကျွန်တော်တို့ဒီလောကမှာရှိတဲ့အခါမှာခရစ်တော်ရဲ့အုပ်ဆိုးခြင်းကိုဘလောက်ရာခိုင်နှုန်းအပြည့်ဝန်ခံတယ်လေအဲ့ဒီအတိုင်းဒီမှာအကျိုးပေးမှာကျွန်တော်တို့ခရစ်တော်ရဲ့အုပ်ဆိုးခြင်းဘလောက်ဝန်မခံဘူးလေအဲ့ဒီအတိုင်းကျွန်တော်အပြည့်ကိုခံရမှာဖြစ်တယ်အဲ့ဒါရှင်းရှင်းလေးပဲเนาะကဲဝေးအဲ့ဆိုရင်ကျွန်တော်တို့ပထမတရားစီရင်ဖြစ်တဲ့ခရစ်တော်ရဲ့တရားပလင်အကြောင်းကျွန်တော်သိမယ်เนาะအဲ့ခရစ်တော်ရဲ့တရားပလင်ကိုကျွန်တော်ဘယ်ချိန်မှာကြုံတွေ့ရမလဲခြေဆောင်ခြင်းပါပြီးတဲ့အခါမှာအာကာသကောင်းကင်မှာကျွန်တော်တို့သခင်ယေရှုခရစ်မျိုးကယ်တင်ပိုင်ရှင်ပြည့်စုံလက်ခံတဲ့သူတွေအားလုံးကခရစ်တော်ရဲ့တရားပလင်အရှိမကျွန်တော်ဘာပဲလဲကြုံတွေ့ရမယ်ကျွန်တော်တို့ကအဲ့ခရစ်တော်တရားပလင်အရှိမကြုံတွေ့နေရတဲ့အချိန်မှာအောက်မှာကတော့ဘာဖြစ်နေလဲဘေးဒဏ်ကြီးကာလဖြစ်နေတယ်
ဘေးတိုင်းကာလ9နှစ်ဖြစ်နေအဲ့ဒီဘေးတိုင်းကာလ9နှစ်အတွင်းမှာဘယ်သူတွေကအုပ်စိုးကြီးစိုးနေလဲ Antichrist ရဲ့မိစ္ဆာ prophet တွေရဲ့တားရဲတွေနော်ဟုတ်ပြီနော်ဒါဆိုရင်ပထမတရားစီရင်အကြောင်းသိမယ်နော်အဲ့ဆိုကျွန်တော်ဒုတိယတရားစီရင်အကြောင်းသွားကြမယ်ဟုတ်ပြီအဲ့ကျွန်တော်သွားမယ်ဒုတိယတရားစီရင်ခြင်းကဘာလဲဆိုတော့မသွားခင်မှာအစွမ်းဟာလိုနဲ့ပြန်နှွေးမယ်ခြေဆောင်ခြင်းပါသွားမယ်ခြေဆောင်ခြင်းပါသွားတဲ့အခါမှာခြေဆောင်ခြင်းပါသွားတဲ့အခါမှာအာကာသကောင်းကင်မှာအာကာသကောင်းကင်မှာကျွန်တော်ကဘာကြုံတွေ့ရမှာလဲဆိုရင်ခရစ်တော်ရဲ့တရားပလင်နံပါတ်1တရားစီရင်ဖြစ်တဲ့ခရစ်တော်ဤတရားပလင်တရားပလင်ဟုတ်နော်အဲ့ဒီခရစ်တော်ရဲ့တရားပလင်ကိုဘယ်သူတွေကြုံတွေ့ရမှာလဲသခင်ယေရှုခရစ်မိမိကတည်းကရှိပြီးယုံကြည်လက်ခံတဲ့သူတွေအားလုံးခြေဆောင်ခြင်းကိုပါသွားတဲ့သူတွေအားလုံးဟုတ်ပြီနော်တခင်ယေရှုမိမိကတည်းကရှိပြီးလက်ခံပြီးတော့သေလွန်သွားတဲ့သူတွေကလည်းမပုတ်မပြတ်နိုင်တဲ့ခန္ဓာကိုယ်ဖြစ်ပြောင်းလဲပြီးတော့ဗာလဲရှင်ပြန်ထမြောက်မယ်အသက်ရှင်လဲရှိတော့ကျွန်တော်တို့ကလည်းဗာဖြစ်လဲအရှင်လဲကောင်းကင်ကိုဗာဖြစ်လဲခြေဆောင်ခြင်းခံရမယ်အဲ့လိုအရှင်လဲကိုကောင်းကင်ခြေဆောင်ခြင်းခံတဲ့အခါမှာမပုတ်မပြတ်နိုင်တဲ့ခန္ဓာကိုယ်မသေးတက်နိုင်တဲ့ခန္ဓာကိုယ်ဖြစ်ပြောင်းလဲပြီးတော့အဲ့ဒါကိုကျမ်းစာထဲမှာဝိညာဏကိုယ်ခန္ဓာလို့လည်းပြောတယ်နော်ဝိညာဏကိုယ်ခန္ဓာဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်တို့ဗာဖြစ်လဲခရစ်တော်ရဲ့တရားပလင်ရှိမှကျွန်တော်ကြုံတွေ့ရတယ်အဲ့လိုကြုံတွေ့နေရတဲ့အခါမှာမြေကြီးပေါ်မှာကတော့ဗာကြုံတွေ့နေရတာလဲဆိုလို့ရှိရင်ဘေးဒဏ်ကြီးကာလ tribulation လို့ခေါ်တဲ့ဘေးဒဏ်ကြီးကာလဘေးဒဏ်ကြီးကာလဘယ်နှစ်လဲ9နှစ်ဟာလားအဲ့ဒီဘေးဒဏ်ကာလ9နှစ်မှာဘယ်သူတွေကအုပ်စိုးမှာလဲအန်ဒီခရစ်နဲ့မိစ္ဆာပရောဖက်ဟာလားအန်ဒီခရစ်မိစ္ဆာပရောဖက်မိစ္ဆာပရောဖက်ပြီးရင်တာရဲသူတို့တွေကအုပ်စိုးမှာဟုတ်ပြီနော်အဲ့တော့ဒီလိုကျွန်တော်တို့တွေကခရစ်တော်ရဲ့တရားပလင်ရှိကိုရောက်သွားသူတွေအားလုံးကိုဘာလို့လဲခေါ်လဲဆိုတန့်ရှင်းသူလို့လဲခေါ်တယ်နော်ဒီခရစ်တော်တရားပလင်ရှိကိုရောက်သူတို့အကုန်လုံးဘာလို့လဲခေါ်ဆိုရင်တန့်ရှင်းသူလို့ခေါ်တယ်ဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီခရစ်တော်တရားပလင်ရှိမှာကျွန်တော်တန့်ရှင်းသူတွေအကုန်လုံးကဘာဖြစ်လဲခရစ်တော်တရားပလင်ရှိကိုရောက်ပြီးသွားပြီအောက်မှာဘေးဒိန်ကာလ9နှစ်ကဲအဲ့ဒီဘေးဒိန်ကာလ9နှစ်လဲပြီးသွားရောခရစ်တော်ကမုတ်တိမ်ကိုစီးပြီးတော့သူ့ရဲ့တန့်ရှင်းသူမြောက်များစွာသောတန့်ရှင်းသူတွေအခြေအရနဲ့ကောင်းတမန်တွေနဲ့သူကဒုတိယအကြိမ်ပြန်ကြွလာမယ်ဒီမှာတော့ခြေဆောင်ခြင်းခံရတယ်ဒီမှာကလည်းဘာဖြစ်လဲသခင်ယေရှုကမိုးတိမ်စီးပြီးတော့သူ့ရဲ့တန့်ရှင်းသူမြောက်များစွာတန့်ရှင်းသူတွေကောင်းတမန်အခြေအရနဲ့ဘာဖြစ်လဲဒုတိယအကြိမ်ပြန်ကြွလာမယ်အဲ့ဒါကို second coming လို့လည်းခေါ်တယ် second coming second coming လို့ခေါ်တယ်တခင်ယေရှုဒုတိယအကြိမ်ကြွလာတယ်နော်ဒုတိယအကြိမ်ကြွလာအဲ့ဒီဒုတိယအကြိမ်ကြွလာတာကအကြောင်းကြီးနှစ်ချက်ရှိတယ်ပထမတစ်ချက်ကဘာလဲဆိုလို့ရှိရင်ဘုံတော်ထင်ရှားဖို့နော်ဘုံတော်ထင်ရှားဖို့နောက်ဒုတိယတစ်ချက်အကြောင်းရင်းကဘာလဲဆိုလို့ရှိရင်တိုင်းနိုင်ငံတို့တရားစီရင်မယ်တိုင်းနိုင်ငံတွေကိုတရားစီရင်မယ်
အမှစီရင်ချင်းနောက်တစ်မျိုးလာပဲနောက်ထပ်စီရင်ချင်းတစ်ခုကဘာလဲဆိုလို့ရှိရင်နံပါတ်1စီရင်ချင်းဖြစ်တဲ့တိုင်းနိုင်ငံတွေကိုတရားစီရင်မယ်တိုင်းနိုင်ငံတွေကိုတရားစီရင်မယ်အဲ့ဒါကိုဘာလို့လဲခေါ်လဲဆိုလို့ရှိရင် judgment of nation judgment of nation အဲ့ဒါကိုနောက်တစ်ခုဘာလို့လဲခေါ်သေးလဲဆိုကြားလာတဲ့အသုံးနှုန်းလေ the day of the law လို့လည်းခေါ်တာ day of the law ထာဝရဘုရား၏နေ့ရက်ဟုတ်ပြီကျွန်တော်ကြည့်အောင်ကဲဒုတိယအကြိမ်သခင်ယေရှုကမိုးတိမ်စီးပြီးတော့သူ့ရဲ့တန့်ရှင်းသူတွေကောင်းကင်တမန်အချွေမြောက်များစွာသူသည်ဒုတိယအကြိမ်ပြန်ကြွလာမှာအဲ့ဒီအချိန်ဒီဘယ်အချိန်မှာကြွလာမှာလဲဘေးတိုင်ကလ9နှစ်ပြီးတဲ့အချိန်မှာကြွလာမှာဟုတ်ပါတော့အဲ့ဒီကြောင့်ကျွန်တော်ကျမ်းစာနဲ့ကြည့်အောင်ဟုတ်လားအဲ့ဒီဟာဒီဘယ်ထဲမှာပါမလဲဆိုလို့ရှိရင်မဿဲအခန်း24မဿဲအခန်း24အငယ်29ကနေပြီးတော့30ကိုကြည့်အောင်ဒီမဿဲအခန်း2429ကနေ30ကြည့်မနော်ထိုကာလ၌ဒုက္ခဆင်းရဲခြင်းနောက်ဒုက္ခဆင်းရဲတော့ဒီဘေးတိုင်းကာလကိုပြောတာနော်ထိုကာလ၌ဒုက္ခဆင်းရဲခြင်းနောက်ရုပ်ကနေနေသည်မိုက်လိမ့်မည်လသည်အယံကိုမပေးကျယ်တို့သည်ကောင်းကင်မှကြလိမ့်မည်ကောင်းကင်တကိုယ်တို့သည်တုန်လှုပ်ကြလိမ့်မည်ထိုအခါလူသား၏နမိတ်လက္ခဏာသည်ကောင်းကင်၌ထင်ရှားလိမ့်မည်မြေကြီးပေါ်မှလူအပေါင်းတို့သည်ငိုကြွေးမိတမ်းကြ၍လူသားသည်ကြီးစွာသောဘုံတကိုးအာနုဘော်ကိုဆောင်လျက်မိုးတိမ်ကိုစီး၍ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်အဲ့တော့ဒီမှာကြည့်မယ်ဒီမဿဲခန်း24 29 30မှာဘာပြောထားလဲဆိုလို့ရှိရင်တဲ့လူသားကကြီးစွာသောဘုံကိုစီးပြီးတော့မိုးတိမ်ကိုစီးတော့ဘာဖြစ်လဲကြွလာမယ်လို့ပြောပြထားတယ်เนาะအဲ့ဒီဒုက္ခဆင်းရဲခြင်းနောက်ဒုက္ခဆင်းရဲခြင်းတော့ဘာပြောလဲဆိုဘေးတိမ်ကာလပြောဘေးတိမ်ကာလပြီးတာ ਨੇ လူသားလို့ခေါ်တဲ့သခင်ယေရှုခရစ်တော်ကသူ့ရဲ့တန်ရှင်းသူတို့ကလည်းမိုးတိမ်စီးပြီးတော့ကြွလာမှာเนาะထိုအခါလူတိုင်းနမိတ်လက္ခဏာသည်ကောင်းကင်၌ထင်ရှားမြေကြီးပေါ်မှာလူအပေါင်းတို့သည်ငိုကြွေးမိတမ်းကြ၍လူသားသည်ကြီးစွာသောဘုံတကိုးအာနုဘော်ကိုဆောင်လျက်မိုးတိမ်ကိုစီး၍ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်ဆိုပြီးတော့ရေးထားတယ်ဟုတ်ပြီနော်ဒါကမိုးတိမ်စီးပြီးတော့ကြွလာတယ်လို့ပြောထားတာဒီကမိုးတိမ်စီးပြီးတော့ကြွလာတာမိုးတိမ်စီးပြီးတော့ကြွလာနောက်တစ်ကျမ်းပိုင်းတစ်ခုလည်းကြည့်ကြအောင်နော်နောက်တစ်ကျမ်းပိုင်းတစ်ခုကဘာလဲဆိုလို့ရှိရင်မဿဲ25ကိုကြည့်ကြည့်မယ်မဿဲ25 31ကနေ46ဒါလည်းမဿဲပဲမဿဲခန်းကြီး25အငယ်31ကနေတော့46အဲ့ဒီအကြောင်းညာကြောင့်ဘာကိုပြောတာလဲဆိုသိုးနဲ့စိတ်ကိုခွဲတာသိုးနဲ့စိတ်ကိုခွဲတာသခင်ယေရှုဒုတိယကြိမ်ပြန်ကြွလာတဲ့အခါမှာသိုးနဲ့စိတ်ကိုခွဲတယ်နော်ကဲရှမသက်ခိုင်း25ကိုကြည့်ကြည့်အောင်ခိုင်း25အငယ်31ကနေပြီးတော့46တိဟုတ်ပြီနော်ကဲတွေ့တူဖက်ရအောင်နော်လူသားသည်မိမိဘုံအာနုဘော်ကိုဆောင်တဲ့တက်ရှင်သောကောင်းကင်တမန်များအခြေအရန်တို့နှင့်တကွာကြွလာတော်မူသောအခါဘုံရှိသောပလင်တော်ပေါ်မှာထိုင်၍ကြွလာမယ်ကြွလာပြီးရင်ဘုံရှိသောပလင်ပေါ်မှာထိုင်မယ်ပလင်တော်ပေါ်မှာထိုင်တော်မူ၍ရှေ့တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးသည်ဖြင့်ရှေ့တော်၌လူမျိုးအပေါင်းဒီဘေးတိုင်းကာလတမှာအသက်ရှင်ပြီးကြံတဲ့လူအပေါင်းတို့ဘာဖြစ်လဲရှေ့တော်မှာစုဝေးစေသည်ဖြင့်တိုးထိန်သည်တိုးနေစိတ်တို့ကိုတခြားသည်ခွဲထားတဲ့ကဲ့သို့လူအပေါင်းတို့ကိုအတိအကျခွဲ၍တိုးတို့ကိုလက်ရဘဲ၌ထား၍စိတ်တို့ကိုလက်ဝဲဘဲ၌ထားတော်မူ၏ဟုတ်ပြီဒီမှာ
ကြွလာတယ်မိုးတိမ်စီတော့ကြွလာတယ်ပြီးရင်ဘုံကြီးသောပလင်ပေါ်မှာထိုင်တယ်ဘုံကြီးသောပလင်ပေါ်မှာထိုင်တယ်ဟုတ်ပြီနော်ဒီမှာကပလင်ပေါ်မှာထိုင်တယ်ပေါ်မှာထိုင်တယ်ပလင်ပေါ်မှာထိုင်ပြီးတော့ဘာလုပ်မလဲဆိုလို့ရှိရင်တိုးထိတ်ဒီဘာဖြစ်လဲတိုးနဲ့စိတ်တို့ကိုခွဲတယ်တိုးနဲ့စိတ်ကိုခွဲတယ်တဲ့ရှေ့တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေတဲ့ဖြစ်ဒီရှေ့တော်မှာလူမျိုးအပေါင်းတို့ဘာဖြစ်လဲစုဝေးစေတယ်ရှေ့တော်လူမျိုးအပေါင်းတို့ကိုစုဝေးစေတဲ့ဖြစ်တိုးထိန်သည်တိုးနေစိတ်တို့ကိုတခြားစီခွဲထားတဲ့ကဲ့သို့လူအပေါင်းတို့ကိုအသီးအခြားခွဲထားတယ်တိုးတို့ကိုလက်ရဘက်မှာထားတယ်ဒါကိုလက်ရဘက်မှာထားတယ်စိတ်ကိုကြတော့လက်ဝဲဘက်မှာထားတယ်နော်ဒီကျမ်းစာကိုဖတ်တဲ့အခါမှာဆိုလို့ရှိရင်တတိယဖတ်မယ်နော် तू ကတိုးကိုအရင်တုံးထားတယ်ပြီးရင်အဲ့ဒီတိုးကိုအရင်တုံးတော့လက်ရဘက်မှာထားထားတယ်ဘာလို့ကျွန်တော်ဒါကိုတတိယမှတ်ထားစေချင်လဲဆိုရင်သခင်ယေရှုပြောတဲ့ဥပမာအဲမှာလဲတိုးကိုပဲအရင်ပြောတာမို့လို့နော် तू ကတိုးကိုပဲအရင်ပြောတာမို့လို့ပြီးရင်ဒီကျမ်းစာပိုက်ထဲမှာကလည်းတိုးကိုပဲအရင်ဖော်ညွှန်းထားတာဖြစ်တယ်ပြီးတော့ကမှပါလဲစိတ်ကိုလာလက်ဝဲမှာရှိစိတ်ကိုလာအဲကြောင့်မို့ဒီကျမ်းစာကိုဖတ်တဲ့အခါမှာတိုးအရင်လာသလားစိတ်အရင်လာသလားဆိုတော့ကျွန်တော်သိတဲ့ရှေ့ကသတိပြုထားဖို့လိုတယ်နော်ဒီမှာဘာအရင်လာလဲဆိုလို့ရှိရင်တိုးထိန်ဒီတိုးနဲ့စိတ်နော်တိုးနဲ့စိတ်တိုးအရင်လာတာစိတ်အရင်လာတာမဟုတ်ဟုတ်မနော်တိုးနဲ့စိတ်ကိုတခြားစီခွဲထားတဲ့ကဲ့သို့လူအပေါင်းတို့ကိုအတိအကျခွဲထား၍တိုးတို့ကိုလက်ရဘက်မှာထားပြီးတော့စိတ်တို့ကိုလက်ဝဲဘက်မှာထားတယ်ကဲဟုတ်ပြီဘာဖြစ်လို့သခင်ယေရှုကဒုတိယကျင်ပြန်ကြွလာတဲ့အခါမှာဒီတိုင်းနိုင်ငံတွေကိုတရားစီရင်တာလဲပြီးတော့ဒီတိုင်းနိုင်ငံဒီလူမျိုးအပေါင်းကိုတိုးနဲ့စိတ်နဲ့ပြန်ခွဲတာလဲဆိုလို့ရှိရင်ပြောပြမယ်ဒီတိုးတွေကိုကြတော့သူကသခင်ယေရှုဒုတိယကျင်ပြန်ကြွလာတာမဟုတ်လားကြွလာပြီးတာနဲ့သခင်ယေရှုကဒီလောကမှာနှစ်တစ်ထောင်ဟုတ်ဆိုမယ်ခရစ်တော်နှစ်တစ်ထောင်အုပ်ဆိုမယ်နှစ်တစ်ထောင်အုပ်ဆိုမယ်ဟုတ်ပြီနော်ခရစ်ကဘာဖြစ်လဲနှစ်တစ်ထောင်အုပ်ဆိုမယ်အဲ့တော့ဒီခရစ်တော်အုပ်ချုပ်မဲ့နှစ်ထောင်ကာလမှာအသက်ရှင်မဲ့သူတွေရှိသေးတယ်အသက်ရှင်မဲ့သူတွေရှိတယ်အဲ့တော့ဒီခရစ်တော်အုပ်ချုပ်မဲ့နှစ်ထောင်ကာလမှာဘယ်သူတွေအသက်ရှင်နေခွင့်ရမလဲဆိုတော့ဆုံးဖြတ်တာအဲ့ဒါကို judgment of the nation တိုင်းနိုင်ငံကိုတရားစီရင်လို့ခေါ်တယ်အဲ့တော့ဒီတိုးတွေကိုကြတော့သူခရစ်တော်အုပ်ချုပ်မဲ့နှစ်ထောင်ကာလထဲမှာအသက်ရှင်တန်ခွင့်ပေးမယ်ဒီတိုးတွေပဲအသက်ရှင်တန်ခွင့်ရမယ်အဲ့ဒီကျမ်းစာကိုကျွန်တော်ဆက်ကြည့်ကြည့်မယ်နော်ဒီတိုးတွေကလေသူတို့ဒီခရစ်တော်အုပ်ချုပ်မဲ့နှစ်ထောင်ကာလထဲမှာသူတို့တွေအသက်ရှင်တန်ခွင့်ရမယ်ဆိုတာကိုသူတို့ကိုယ်တောင်သူတို့မသိဘူးဟုတ်ပြီနော်သူတို့ကိုယ်တောင်သူတို့မသိဘူးဒါပေမဲ့လည်းခရစ်တော်ကဂတိတည်တဲ့ဖျားဖြစ်တယ်ဖျားသခင်ကလည်းတစ္ဆာနဲ့ပြည့်စုံတဲ့ဖျားပင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကဘာဦးအစကတည်းကကဘာဦးမတိုင်ခင်ကတည်းကဒီလူတွေအတွက်တီးသန့်ပြင်ထားတဲ့နိုင်ငံတော်ဆိုတာဒီခရစ်တော်အုပ်ချုပ်တဲ့နေ့တစ်ထောင်ကာလကိုပြောထားတာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကျမ်းစာကိုဆက်ဖတ်ကြည့်မယ်ဟုတ်လားထိုအခါလက်ရဘက်၌ရှိတော်မူသောသူတို့အားမင်းကြီးကဆိုတာကခရစ်တော်ကနေ့တစ်ထောင်အုပ်ချုပ်မဲ့ဆိုတော့အုပ်ချုပ်မဲ့သူကဘာတူလဲခရစ်တော်ကဘာတူလဲမင်းကြီးကဘာပြောလဲဆိုလို့ရှိရင်သူကလက်ရပနိုင်ရှိတော်မူသောသူကမင်းကြီးကငါခမဲတော်ကောင်းကြီးမင်္ဂလာကိုခံရသောသူတို့တဲ့ကဘာဥကပင်တင်တို့အဖို့ပြင်ဆင်သောနိုင်ငံကိုလာရအမွေခံကြလောဆိုဒီတိုးတွေကိုနှစ်ထောင်ကာလထဲမှာဘာဖြစ်လဲအသက်ရှင်တာဖွင့်ပေးတယ်လာကြလောငါခမဲတော်ကောင်းကြီးမင်္ဂလာခံသောသူတို့ကဘာဥကပင်တင်တို့အဖို့လုံးငါပြင်ဆင်သောနိုင်ငံကိုလာရအမွေခံကြလောအကြောင်းမူကားငါသည်မွတ်သိသောအခါတင်တို့သည်ကြွေးကြ၏ငါသည်ရင်ငတ်သောအခါတင်တို့သည်တောက်ဖို့ပေးကြ၏ငါသည်ဧည့်သည်ဖြစ်သောအခါတင်တို့သည်ဧည့်သည်ဝတ်ကိုပြုကြ၏ငါသည်အဝတ်အခြေစီရှိသောအခါတင်တို့သည်အဝတ်ကိုဖုံးလွှမ်းကြ၏ငါသည်အနာရောဂါဆွဲသောအခါတင်တို့သည်ကြည်ရှုပြုစုကြ၏ငါသည်ထောင်ထဲမှနေသောအခါတင်တို့သည်ငါထံသို့လာကြ၏ဟုမိန့်တော်မူ၍ဖြောင့်မတ်သောသူတို့မိန့်တော်မူလျှင်နဲ့ဖြောင့်မတ်သောသူတို့ကဒီအဲ့နဲ့သခင်ယေရှုခရစ်တော်မင်းကြီးဖြစ်တဲ့သခင်ယေရှုခရစ်တော်ပြောတယ်နေတို့တွေကဘာဦးအစကပင်တင်တို့တဲ့ပြင်ဆင်ထားတဲ့မှုသောနိုင်ငံကိုလာပြီးတော့အမွေခံကြဘာဖြစ်လို့လဲဆိုလို့ရှိရင်နေတို့တွေကငါရင်ခဲ့တဲ့ခါမှာငါ့ကိုတောက်စရာပေးတယ်အဆာငတ်တဲ့ခါမှာငါ့ကိုစားတဲ့ပေးတယ်အဝတ်ချီချီတဲ့ခါမှာနေတို့ငါ့ကိုဝတ်စရာပေးတယ်ငါထောင်ထဲကြာနေတဲ့ခါမှာငါ့ကိုနေတို့ကလာပြီးတော့ကြည့်ရှုကြတယ်အဲ့တော့ဒီတိုးတွေကသူတို့က
တခင်မင်းကြီးဖြစ်တဲ့တခင်ယေရှုခရစ်တော်အဲ့လိုပြောတဲ့အခါမှာသူတို့တော့အဲ့ဒါတွေမသိဘူးเนาะအဲ့ဒီအကြောင်းကြောင့်ပြန်ဖတ်ကြည့်အောင်တို့ဆိုဖြောင့်မတ်တော်သူတို့ကသခင်ကိုတော်သည်မွတ်သိပ်တော်မူသည်ကိုအဘယ်အခါ၌ကျွန်တော်တို့သည်မြင်၍ကိုတော်ကိုလှုပ်ကြွေးပါသနည်းရင်ငတ်တော်မူသည်ကိုအဘယ်သောအခါကျွန်တော်တို့သည်မြင်၍ကိုတော်ကိုတောက်ဖို့ပေးပါသနည်းအဲ့လေဖြစ်တော်မူသည်ကိုအဘယ်အခါ၌ကျွန်တော်တို့သည်မြင်၍အဲ့လေဝုတ်ကိုကိုတော်အားပြုပါသနည်းအဝတ်အခြေစီရှိတော်မူသည်ကိုအဘယ်အခါကျွန်တော်တို့သည်မြင်၍ကိုတော်ကိုအဝတ်နှင့်ဖုံးလွှမ်းပါသနည်းအနာဆွဲတော်မူသည်ကို၎င်းထောင်ထဲမှနေတော်မူသည်၎င်းအဘယ်အခါ၌ကျွန်တော်တို့မြင်၍အထံတော်သို့ရောက်ပါသနည်းဟုပြန်လျှောက်ကြတယ်မင်းကြီးဖြစ်တဲ့ခရစ်တော်ပြောတဲ့အရာတွေအလုံးဒီလူအဖွဲ့တွေကဘာမှမသိကြဘူးအဲ့ဒါနဲ့သခင်ယေရှုမင်းကြီးဖြစ်တဲ့သခင်ယေရှုခရစ်တော်ကဘာပြန်ဖြေလဲဆိုရင်ကြည့်အောင်နော်တို့ကမင်းကြီးကငါအမှန်ကန်ဆိုဒီကသင်တို့သည်ဤသူဒီဟုသောငါညီတို့တွင်အငယ်ဆုံးသောသူတယောက်အားပြုကြသမျှတို့ကိုငါအားပြုကြပြီဟုဆိုတယ်အဲ့တော့မင်းကြီးဖြစ်တဲ့သခင်ယေရှုခရစ်တော်ဘုရားကဘလို့ပြန်ပြောလဲဆိုလို့ရှိရင်တင်တို့သည်ဤသူဒီဟုသောငါညီတို့တွင်အငယ်ဆုံးသောသူငါညီတို့တွင်အငယ်ဆုံးသောသူတယောက်အားပြုကြသမျှအဲ့တော့သခင်ယေရှုကတိုင်းနိုင်ငံတွေကိုတရားစီရင်တဲ့အခါမှာအဓိကထားတဲ့ပေတယ်တစ်ခုရှိတယ်အဲ့ဒီပေတယ်ကဘာလဲဆိုရင်ဣသရေလဣသရေလဖြစ်တယ်အဲ့တော့ဒီတိုင်းနိုင်ငံထဲမှာတိုင်းနိုင်ငံတွေကိုခရစ်တော်ကတရားရှင်တဲ့အခါမှာဆိုလို့ရှိရင်သူအုပ်ချုပ်မဲ့နှစ်ထောင်ကာလမှာဘယ်သူတွေအသက်ရှင်တန်ခွင့်ပေးမှလဲဆိုရင်ဣသရေလလူမျိုးတွေကိုကောင်းကြီးဖြစ်စေတဲ့သူတွေဣသရေလလူတွေအတွက်မင်္ဂလာဖြစ်စေတဲ့သူတွေကိုဘုရားသခင်ကသခင်ယေရှုခရစ်တော်ကသူအုပ်ချုပ်မဲ့နှစ်ထောင်ကာလမှာအသက်ရှင်တန်ခွင့်ပေးမှာဟုတ်ပြီနော်အဲ့တော့ဒီဘေးဒဏ်ကြီးကာလကနေလွတ်လာတဲ့သူတွေထဲကဣသရေလလူမျိုးတွေကိုကောင်းကြီးဖြစ်စေတဲ့သူတွေဣသရေလတွေကိုမင်္ဂလာဖြစ်စေတဲ့သိုးလို့ခေါ်တဲ့လူတွေကိုခရစ်တော်ကသူအုပ်ချုပ်မဲ့နေ့ထောင်ကာလထဲမှာဘာဖြစ်လဲအသက်ရှင်တန်ခွင့်ပေးလိုက်မယ်အဲ့တော့ဒီတိုင်းနိုင်ငံတွေကိုခရစ်တော်ကတိုင်းနိုင်ငံကိုတရားစီရင်တဲ့အခါမှာသိုးနဲ့စိတ်နဲ့ခွဲတဲ့အခါမှာအဓိကထားတဲ့ပိဏံတစ်ခုကပါလဲဣသရေလဖြစ်တဲ့ဣသရေလအဲ့ဒီဣသရေလလူတွေကိုကောင်းကြီးဖြစ်တဲ့သူတွေကိုနေ့ထောင်ကာလထဲမှာအသက်ရှင်တန်ခွင့်ပေးမယ်ကဲလက်ဝဲဘက်မှာရှိတဲ့စိတ်တွေကတော့ထို့အတူမဟုတ်ဘူးခရစ်တော်အုပ်ချုပ်တဲ့နေ့ထောင်ကာလထဲကိုသူတို့တွေဘာဖြစ်လဲမဝင်ရဘူးမဝင်ရဘဲနဲ့ကျမ်းစာကိုဆက်ဖက်သွားရင်သိရလိမ့်မယ်နော်အဲ့တော့ခရစ်တော်ပြောလေနေတော့ငါထောင်ကြတဲ့ခါမှာလည်းငါ့ကိုလာမကြည့်ဘူးငါအစာငတ်တဲ့ခါမှာလည်းငါ့ကိုစားမပေးဘူးရင်ငတ်တဲ့ခါမှာတောက်ကြမပေးဘူးအဖို့အချီးရှိတဲ့ခါမှာလည်းငါ့ကိုချုံဖို့မပေးဘူးငါထောင်ထဲရတဲ့ခါမှာလည်းငါ့ကိုလည်းလာမကြည့်ဘူးငါအနာရောဂါဆွဲကငါ့ကိုလာမကြည့်ဘူးအဲ့တော့ဒီစိတ်ကနားမလို့ကိုတော့ထောင်ထဲရောက်တယ်ကျွန်တော်မသိဘူးကိုတော့အစာငတ်တယ်ကျွန်တော်မသိဘူးကိုတော့ရင်ငတ်တယ်ကျွန်တော်မသိဘူးဘာလို့ကျွန်တော်အဲ့လိုမပြောလဲဆိုခရစ်တော်ဟုတ်ငါအမှန်ကန်ဆိုဒီကငါညီတို့တွေအငယ်ဆုံးသောသူတယောက်အားမပြုတ်တဲ့မြတ်ကငါ့ကိုလည်းဘာဖြစ်လဲမပြုတ်ဘူးအဲ့တော့ဣသရေလဆိုတဲ့သခင်ယေရှုခရစ်ကဘာဖြစ်လို့ဣသရေလကိုငါညီလို့တောင်းတာလဲသခင်ယေရှုလူစားတိကိုခံယူတဲ့အခါမှာဘယ်လူမျိုးထဲမှာမူဖာချွန်ခံတာလဲဣသရေလလူမျိုးတွေထဲမှာလူစားတိကိုခံယူတော့မူဖာချွန်ခံတယ်အဲ့တော့သခင်ယေရှုခရစ်ကဣသရေလလူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ငါညီလို့ပြောတာဘယ်သူကိုပြောရလဲဣသရေလလူမျိုးကိုပြောတာဟုတ်ပြီနော်အဲ့တော့သခင်ယေရှုခရစ်ကသူနိထောင်ကာလအုပ်ချုပ်တဲ့တိုင်းနိုင်ငံနိထောင်အုပ်ဆိုးမယ်အဲ့ဒီအုပ်ဆိုးတဲ့နိုင်ငံတွေကိုဘယ်သူတွေကိုဝင်ခွင့်ပေးမလဲဆိုလို့ရှိရင်ဣသရေလဆိုတဲ့ပေနဲ့တိုင်းတာပြီးကမှဣသရေလလူမျိုးတွေကိုကောင်းကြီးဖြစ်စေတဲ့သူတွေကိုသူအုပ်ချုပ်နိထောင်ကာလထဲကိုအသက်ရှင်တာခွင့်ပေးမယ်ဣသရေလလူမျိုးတွေကောင်းကြီးမဖြစ်စေတဲ့သူတွေကကြတော့အသက်ရှင်တာခွင့်မပေးဘူးဟုတ်ပြီနော်အဲ့တော့တိုင်းနိုင်ငံတို့တရားစီရင်တာကဘာအတွက်စီရင်တာလဲတိုးနဲ့စိတ်နဲ့ခွဲတယ်အဲ့လိုတိုးနဲ့စိတ်နဲ့ခွဲတဲ့အခါမှာဆိုရင်အဓိကတိုင်းတာတဲ့ပေနဲ့တခုကဘာလဲဣသရေလဖြစ်တယ်ဣသရေလလူတွေကိုကောင်းကြီးဖြစ်တဲ့သူတွေကတိုးဖြစ်တယ်ဣသရေလတွေကိုကောင်းကြီးမဖြစ်စေတဲ့ဟာတွေကစိတ်ဖြစ်တယ်အဲ့တော့တိုးတွေကိုကြတော့နေ့ထောင်ကာလမှာအသက်ရှင်တာခွင့်ပေးတယ်စိတ်တွေကိုကြတော့အသက်ရှင်တာခွင့်မပေးတော့ဘူးအဲ့ဒီစိတ်တွေကိုကြတော့ဘယ်သူနဲ့လဲဆိုရင်ဒီဘေးတိုင်းကာလ9နှစ်နဲ့ပြီးတော့ခရစ်တော်ကကြွလာတယ်မဟုတ်လားဒီတရားတိုင်းနိုင်ငံကိုတရားစီရင်တဲ့ပြီးတော့ဒီစိတ်တွေအကုန်လုံးကိုအန်ဒီခရစ်ရဲ့မိစ္ဆာပရောဖက်ရဲ့တာရဲတွေသူတွေအကုန်လုံးကိုဘယ်တော့ချလိုက်လဲဆိုရင်ငရဲတဲ့ကိုချလိုက်တယ်နော်သူတွေအားလုံးဘယ်တော့ချလိုက်လဲငရဲတဲ့ကိုချလိုက်တယ်အမှန်တကယ်တော့အဲ့ဒီငရဲဆိုတာကလေဖျားသခင်ကစာတန်အတွက်ပြင်ဆင်ထားတဲ့အရာဖြစ်တယ်စာတန်ကိုချဖို့ရအောင်ပြင်ဆင်ထားတာဖြစ်တယ်သို့တော်ညာလဲစာတန်ကိုတောင်းမှငရဲတဲ့မချရသေးဘူးအရင်ဆုံးဈေးဖောက်သွားတာဘယ်သူတွေလဲဆိုရင်အန်နီခရစ်ရဲ့မိစ္ဆာပရောဖက်တွေရဲ့တာရဲရဲ့ဒီစိတ်အဖွဲ့တွေအကောင်လုံးပါပဲလေဈေးဖောက်သွားတာ
ဒီခရစ်တော်ကဒီမှာနှစ်တစ်ထောင်အုပ်စုမယ်ဒီခရစ်တော်အုပ်စုတဲ့နှစ်တစ်ထောင်ကာလမှာစာတန်ကိုအနက်ဆုံးတော့တွင်းထဲမှာချထားတယ်စိတ်တယ်စာတန်ကိုအနက်ဆုံးတော့တွင်းထဲမှာချထားတယ်ဒီနှစ်တစ်ထောင်မပြည့်မရှိရသူ့ဒီထဲမှာပဲလောင်ပိတ်ထားမယ်ဟုတ်မနော်ဒီနှစ်တစ်ထောင်လွတ်သွားတာနဲ့စာတန်ကိုခဏပြန်လွတ်မယ်အမှလူတွေအများကြီးပြန်ပါသွားမယ်ဟုတ်ပြီနော်အဓိကကျွန်တော်ပြောချင်တဲ့အကြောင်းအရာဘာဖြစ်လဲဆိုရင်နံပါတ်1တရားစီရင်ခြင်းဖြစ်တာဘာလို့တရားစီရင်မှာလဲတိုင်းနိုင်ငံတို့တရားစီရင်မှာခရစ်တော်ဒုတိယကြိမ်ပြန်ကြွလာတဲ့မိုးတိမ်စီးပြီးတော့ပြန်ကြွလာတဲ့အချိန်မှာဆိုလို့ရှိရင်မြောက်တော့တန့်ရှင်းသူတွေနဲ့ကြွလာမှာအဲ့တော့ဒီသုံးတဲ့စိတ်နဲ့ခွဲရဲဆိုတာလေယုံကြည်သူတွေကတော်တော်များများအမတ်မှားကြတယ်နော်အဲ့လိုသတိထားစေချင်ဟုတ်လားဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်သူတွေကသိုးလည်းမဟုတ်စိတ်လည်းမဟုတ်ကျွန်တော်တို့ယုံကြည်သူတွေကဒီနှစ်တစ်ထောင်ကာလမှာအုပ်ဆိုမဲ့မင်းကြီးဖြစ်တဲ့ခရစ်တော်နဲ့အတူကျွန်တော်တို့ကတိုက်ရှင်းသူတွေအနေနဲ့ကျွန်တော်တို့ပါလာမှာကျွန်တော်တို့ကဒီမှာခြေတော်ချင်းပါသွားပြီလေဒီမှာခြေတော်ချင်းပါသွားပြီခြေတော်ချင်းပါသွားတဲ့ခါမှာကျွန်တော်ခရစ်တော်တရားပလင်ရှိမှကျွန်တော်ကြုံတွေ့ရကျွန်တော်အားလုံးဘာတွေလဲတိုက်ရှင်းသူတွေဒီကျွန်တော်တို့တိုက်ရှင်းသူတွေဖြစ်တဲ့ကျွန်တော်တို့တွေကခရစ်တော်ဒုတိယကြိမ်ပြန်ကြွလာတဲ့ခါမှာခရစ်တော်နဲ့အတူပါလာမှာခရစ်တော်နဲ့အတူပါလာမှာကျွန်တော်တို့ကတိုက်ရှင်းသူတွေဖြစ်တယ်ပြီးရင်ခရစ်တော်အုပ်ဆိုးမဲ့နှစ်တစ်ထောင်ကာလမှာလည်းကျွန်တော်ခရစ်တော်နှစ်အတူကျွန်တော်ကဆိုးဆန်ပြီးအုပ်ချုပ်အောင်ဖြစ်တယ်ဒီတိုးဖွဲ့တွေအသွေးအသားနဲ့လူတွေကျွန်တော်တို့တွေကအုပ်ဆိုးအောင်ဖြစ်တယ်ခရစ်တော်နဲ့အတူအဲ့တော့တိုးနဲ့စိတ်ထဲမှာကျွန်တော်တို့ကတိုးလည်းမဟုတ်ဘူးစိတ်လည်းမဟုတ်ဘူးတိုးဆိုတာကခရစ်တော်နှစ်တစ်ထောင်ကာလထဲမှာအသက်ရှင်နေခွင့်ရမယ်လူသားအသွေးအသားနဲ့လူသားတွေကျွန်တော်တို့တွေကဒီမှာကလေးကဝိညာဏကိုယ်ခဏပြောင်းပြီးသွားပြီပြီးတော့ကျွန်တော်ဘာဖြစ်သွားရလဲတန့်ရှင်းသူတွေကျွန်တော်တို့တွေကခရစ်တော်တို့ပါလာမှာအဲ့တော့ဒီဥစ္စာကိုလူတော်တော်များများကကျမ်းစာဖတ်တဲ့ခါမှာမှားတဲ့ကြတယ်နော်တိုးနဲ့စိတ်နဲ့ခွဲတဲ့ခါကိုယုံကြည်သူတို့အများအပြည့်သူတို့ကိုသူတို့တိုးလို့ထင်တဲ့ကြတယ်အမှန်တော့ဒီတိုးနဲ့စိတ်နဲ့ခွဲတယ်ဆိုတာကယုံကြည်သူတို့ပြောတာမဟုတ်ပါဘူးဒီထဲမှာတုံထားတဲ့တိုးတွေဆိုတာကခရစ်တော်အုပ်ချုပ်တဲ့နှစ်တစ်ထောင်ကာလမှာအသက်ရှင်နေပြင်ရမယ်အသွေးအသားနဲ့လူသားတွေကိုပြောတာပါအဲ့ဒါကဒီတိုင်းနိုင်ငံထဲမှာတိုင်းနိုင်ငံတို့တရားစီရင်ခြင်းထဲမှာပြောပြထားတာဖြစ်ပါတယ်အဲ့ကြောင့်ဒီတရားစီရင်ခြင်းတွေကိုမသိထားဘူးဆိုလို့ရှိရင်ကျမ်းစာဖတ်တဲ့အခါမှာဆိုရင်ကိုအတိတ်ပဲလွယ်တာအတိတ်ပဲယူရမှားသွားတက်လို့ကျွန်တော်ဒါတို့ပြောပြတာเนาะကဲဟုတ်ပြီအဲ့ဒါဆိုနောက်ဆုံးတရားစီရင်ခြင်းအကြောင်းကိုကျွန်တော်ကြည့်ကြအောင်ကျွန်တော်ကြံမိုက်တွေနည်းနည်းပေးဖို့ကြံခဲ့တယ်နော်ဆိုတော့ဟိုဒါဒုတိယကြံမိုက်ကျွန်တော်ထပ်ပေးမယ်နော်အိမ်အောင်ကိုဖတ်လို့ရတယ်ဒုတိယတရားစီရင်ဖြစ်တဲ့တိုင်းနိုင်ငံတို့တရားစီရင်တာလေတိုင်းနိုင်ငံတွေကိုတရားစီရင်တာတိုင်းနိုင်ငံတို့တရားစီရင်တာကကျွန်တော်ကျန်းချက်တွေထပ်ပေးဦးမယ်ဟုတ်လားဆွမ်းနာပြီးလို့ရှိရင်နှစ်သက်1-9မှာလည်းပါတယ်နှစ်သက်ဆွမ်းနာပထမ3သွားတဲ့ကြံပိုက်ကမဿဲ24เนาะပထမကြံပိုက်ကပါလဲမဿဲ24ငယ်29ကနေ30เนาะ29ကနေ30နောက်ထပ်ကြံပိုက်တစ်ခုကပါလဲဆိုရင်မဿဲ25မ31ကနေပြီးတော့46ဟုတ်လားနောက်တဲ့ကြံမိုက်ကျွန်တော်ထပ်ပေးဦးမယ်အဲ့ဒါကပါလဲဆိုရင်နှစ်သက်နှစ်သက်တာလောနေဩဝါဒစာဒုတိယစာဆောင်ခန်းကြီး1ငယ်9နဲ့30အဲ့ဒီအကြောင်းကလည်းဒီ Judgment of the Nation တိုင်းနိုင်ငံကိုတရားစီရင်အကြောင်းကိုရေးထားတာဖြစ်တယ်ပြီးလို့ရှိရင်ရှင်ယူဒကလည်းခရစ်တော်ဒုတိယကြိမ်ကြွလာတဲ့အကြောင်းကိုသူကလည်း prophet ပြုထားတယ်เนาะအဲ့ဒါယူဒအခန်းကြီး1မှာအဲ့ဒါကယူဒအခန်းကြီး1ငယ်14-15မှာ14-15မှာဆိုလို့ရှိရင်လည်းခရစ်တော်ဒုတိယကြိမ်ပြန်ကြွလာတဲ့အကြောင်းကိုအာဒံရဲ့90မြောက်ဖြစ်တဲ့အင်းနောက်ကနေတော့ prophet ပြုထားတဲ့အကြောင်းကိုပြောပြတာဖြစ်တယ်ပြီးလို့ရှိရင်ဇာခရိခန်းကြီး14ဇာခရိအနာဂတ်ကျမ်းအခန်းကြီး14တစ်ခုလုံးကလည်းခရစ်တော်ဒုတိယအကြိမ်ကြွလာတဲ့အကြောင်းကိုရေးထားတာဖြစ်တယ်မိတ်ဆွေအိမ်မှာပြန်ဖတ်ကြည့်နော်အဲ့ဒီအကြောင်းဟုတ်လား
ပြီးလို့ရှိရင်နောက်ခုမာလခိအနာဂတိကျမ်းမာလခိအနာဂတိကျမ်းအခန်းကြီး4အငယ်1ကနေ6တိမာလခိအခန်းကြီး4ငယ်1ကနေ6တိဒီအကြောင်းအရာကလည်းခရစ်တော်ဒုတိယကျင့်ကြွလာတဲ့အကြောင်းတွေကိုပဲရေးထားတာเนาะခရစ်တော်ကမုတ်တိမ်စီတော့ဘုံစည်းစိမ်ကိုယူတော့မုတ်တိမ်စီတော့ကြွလာတဲ့မြောက်များစွာသောတန့်ရှင်းသူတွေအဲ့တန့်ရှင်းသူဆိုတာခြေဆောင်ချင်းပါသွားတဲ့သူတွေအကုန်လုံးပြောတာတန့်ရှင်းသူတွေနဲ့အတူကြွလာတယ်ပြီးကောင်းကင်ဘက်အခြေအနေကြွလာတယ်ပြီးလို့ရှိရင်တန်လင်တောင်ပေါ်မှာအခြေချတဲ့တန်လင်တောင်ကနှစ်ချမ်းကွဲသွားတယ်ဒီအကြောင်းကြောင့်ကတော့ဇာထွေခိုင်းဆက်လေးတဲ့ဟာနော်တန်လင်တောင်ကနှစ်ချမ်းကွဲသွားတယ်ပြီးရင်တိုင်းနိုင်ငံတို့တရားရှင်တယ်သူနဲ့စိတ်နဲ့ကိုခွဲတယ်တိုးတွေကိုကြတော့ဒီကဘာဥကပင်ဖျားသခင်စင်ထားတဲ့တိုင်းနိုင်ငံတို့သူကအမွေခံရတယ်စိတ်တွေကိုကြတော့ဗာလေငရေတဲ့ကိုချပြနိုင်ဆိုတဲ့အကြောင်းပြောပြတာဖြစ်တယ်ဟုတ်ပြီကျွန်တော်အဲ့ဆိုရင်နောက်ဆုံးတရားစီရင်ခြင်းဖြစ်တဲ့နောက်ဆုံးတရားစီရင်ခြင်းကျွန်တော်တွားကြည့်မယ်နော်ဒါဒီကြံမိုက်တွေကကိုယ့်ကိုအိမ်မှာပြန်ဖတ်ကြည့်နော်ဒါကျွန်တော်အိမ်စာပေးလိုက်တာဟုတ်လားကဲကျွန်တော်ကြည့်အောင်ဟုတ်ပြီဒီမှာခရစ်တော်နေ့တစ်ထောင်အုပ်ဆိုလိုက်ပြီနော်ဒီနေ့တစ်ထောင်ထဲမှာဆိုလို့ရှိရင်လည်းပဲလူမျိုး2မျိုးရှိတယ်ဟာလားအသွေးသားနဲ့လူတွေရဲ့ဝိညာဏကိုယ်ခန္ဓာနဲ့လူတွေဆိုတော့လူက2မျိုးရှိတယ်ဒီအသွေးသားလူတွေကဘယ်သူတွေလဲဒီဘေးတိုင်းကာလ9နှစ်မှာအသက်ရှင်ကြံခဲ့တဲ့လူတွေအဲ့ဒီအသက်ရှင်ကြံခဲ့တဲ့လူတွေထဲကမှခရစ်တော်ကတုံနဲ့စိတ်နဲ့ပြန်ခွဲပြီးတော့သူ့နိုင်ငံတော်လူတိုင်းကိုမပေးဘူးနော်သူ့နိုင်ငံတော်ဘယ်သူလဲလူတိုင်းကိုအသက်ရှင်တာမပေးဘူးဘယ်သူတွေပဲကောင်းကြီးပေးလဲဣသရေလဆိုတဲ့ပေတယ်နဲ့တိုင်းတာပြီးတော့အဲ့ဒီဣသရေလလူတွေကောင်းကြီးဖြစ်စေတဲ့သူတွေကိုပဲနှစ်ထောင်ကာလထဲမှာအသက်ရှင်တာခွင့်ပေးတယ်ဟုတ်ပြီဒီနှစ်ထောင်ကာလထဲမှာစာတော်ဘာလဲအနက်ဆုံးတော့တွင်းထဲမှာချထားတယ်ချထားပြီးလို့ရှိရင်ဒီနှစ်ထောင်ကာလလည်းပြီးရောစာတော်ဘာဖြစ်လဲခဏပြန်လွတ်တယ်ခဏပြန်လွတ်လိုက်တာနဲ့စာတန်ကလည်းလေအချိန်ရတာနဲ့သူချက်ချင်းပဲသူဟိုလူတွေကိုလိုက်ပြီးတော့လှည့်ပြားသေးတယ်လှည့်ပြတဲ့လူတော်တော်များများပါသွားသေးတယ်ဘယ်တော့ပါသွားဆိုဂေါကအမာကောကသမုတ်တရားတဲလုံးနဲ့အမြလူတွေဂေါကအမာကောကလူတွေအကုန်ပါသွားသေးတယ်ဒီစာတဲ့နောက်ကိုဒီအဆွေသားနဲ့လူတွေထဲကမှဒီသမုတ်တရားတဲလုံးနဲ့အမြလူတွေဂေါကအမာကောကအရေးပဲအဖြစ်ဂေါကအမာကောကရှိတဲ့လူတွေအကုန်ဒီစာတဲ့နောက်ပါသွားကြသေးတယ်ပြီးလို့ရှိရင်ဒီခရစ်တော်နဲ့ဒီတန့်ရှင်းသူတွေကစစ်တိုက်ဖို့ပြင်လာကြတာဟုတ်ပြီနော်ပြင်လာကြပြီးရင်အဲ့ဒီလူတွေအကုန်လုံးဘာဖြစ်မလဲဆိုရင်ခရစ်တော်ကမီးနဲ့ပါတယ်လေလောင်ကျွမ်းပြီးတော့သူတို့ကိုစီရင်ပါအဲ့ဒါပြီးရင်ဒီနှစ်ထောင်ကာလလည်းပြီးတော့နောက်ဆုံးတရားစီရင်ခြင်းလို့ခေါ်တဲ့နံပါတ်3စီရင်ခြင်းဘာလဲဆိုပလင်ဖြူစီရင်ခြင်းပလင်ဖြူတရားစီရင်ခြင်းဒီပလင်ဖြူတရားစီရင်ခြင်းကို white throne လို့ခေါ်တာwhite throne ဟုတ်ပြီနော်ဒီ white throne ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီနောက်ဆုံးခရစ်တော်အုပ်ချုပ်တဲ့နှစ်ထောင်ကာလလည်းပြီးရောနောက်ဆုံးတရားစီရင်ဖြစ်တယ်ပါလေပလင်ဖြူတရားစီရင်ဒီပလင်ဖြူတရားစီရင်ခြင်းကလေပြောပြမယ်နော်ငရဲကိုကြက်မဲ့သူတွေအားလုံးအတွက်ပဲတည်တဲ့ဒီထဲမှာယုံကြည်သူတွေမပါဘူးယုံကြည်သူတဲ့ဘက်မှာလေဒီမှာတန့်ရှင်းသူတွေလေခရစ်တော်ဆိုးဆန်တယ်ပြီးတန့်ရှင်းသူတွေယုံကြည်သူတွေအတွက်တည်တဲ့ဖြစ်တဲ့တရားစီရင်ပါလေခရစ်တော်ရဲ့တရားပလင်ဒီပလင်ဖြူတရားစီရင်ခြင်းကယုံကြည်သူတွေနဲ့လုံးဝမဆိုင်ပါဘူးဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်သိသိချင်းတယ်ဘာလို့လဲဆိုတော့တချို့လူတွေကလေပလင်ဖြူတရားစီရင်ခြင်းကမှလည်းယုံကြည်သူတွေပါမယ်လို့ထင်ကြတယ်အထူးသဖြင့်ကျွန်တော်ကြုံဘူးတယ်တချို့အမှုတော်ဆောင်တွေဒီဟိုအတုပတွေမှာသူတို့တွေဟောတဲ့ခါမှာဆိုအဲ့ဒီအတုပကလည်းရိုးအတုပမဟုတ်ဘူးအသင်းတော်ရဲ့အသင်းအုပ်ဆရာရဲ့မိခင်ဆုံးသွားလို့မိခင်ဆုံးသွားလို့ဆိုတော့သူတို့ကျွန်တော်တို့ဝိပုစီရင်လို့တဲ့ခါမှာ तू ကကြမ်းပိုက်ဖတ်တယ်ဒီကြမ်းပိုက်ကိုဖတ်တယ်ဗျာဒကြံခိုင်း20ထဲကကြမ်းပိုက်ကိုဖတ်တယ်ဗျာဒကြံခိုင်းတာကတွားပြီလို့ကျွန်တော်ထင်လိုက်တယ်အမှ तू ကဘာဖြစ်တော့ဒီကြမ်းပိုက်ဖတ်ပြီးတော့အခုဆိုလို့ရှိရင်တဲ့ဒီအန်ဒီဂျီယာပေါ့နော်ပလင်ဖြူအရှိကိုရောက်ပြီးတော့ဖျားပြင်တရားစီရင်ခြင်းကိုရင်ဆိုင်နေရတဲ့ဘာညာကိုပြောတော့ကျွန်တော်ပြောပြမယ်ဒီပလင်ဖြူတရားစီရင်ခြင်းဆိုတော့ကလေယုံကြည်သူတို့တက်လုံးဝမဟုတ်ဘူးဒီပလင်ဖြူတရားစီရင်ခြင်းနောက်ဆုံးတရားစီရင်ခြင်းဆိုတော့ကဖျားသခင်ကိုမယုံကြည်ဘူးဖျားသခင်စီလို့တဲ့အင်္ဂလိပ်ကိုလည်းမယုံကြည်ဘူးပြီးလို့ရှိရင်ဟို
ဖျားသခင်ရဲ့တရှိချင်းတွေသူကလုံးဝညင်းပယ်တဲ့သူတွေအဲ့ဒီလိုမျိုးဒီငရဲကိုကြမဲ့သူတွေအားလုံးအတွက်ပဲတီးသက်သွားမဲ့နေရာဖြစ်တယ်အဲ့ဒါပလင်ဖြူတရားစီရင်ခြင်းဟုတ်ပြီနော်အဲ့ဒီအကြောင်းလေးကြည့်ကြည့်မလားနံပါတ်3ပလင်ဖြူတရားစီရင်ခြင်းဟုတ်ပြီအဲ့ဒီပလင်ဖြူတရားစီရင်ခြင်းကိုကျွန်တော်ကြံကြပ်ကြည့်ကြည့်အောင်အဲ့ဒါဗျာဒိတ်ကျမ်းခန်းကြီး20ငယ်7ကနေပြီးတော့15နော်အဲ့ဒါကြည့်ကြည့်မလားကျမ်းမိုက်ဖိုက်ကြည့်အောင်လားဗျာဒိတ်ကျမ်းခန်းကြီး20ငယ်7ကနေပြီးတော့15တဖန်တုံဖြူသောပလင်ကြီးကို၎င်းပလင်ပေါ်မှာထိုင်တော်မူသောသူကို၎င်းငါမြင်၏ကောင်းကင်နှင့်မြေကြီးသည်မျက်နှာတော်ရှေ့မှပြေးလွှင့်၍သူတို့နေเสียအရက်မရှိတေလွန်သောသူအကြီးငယ်တို့သည်ပလင်တော်ရှေ့မှရက်နေကြသည်ကိုငါမြင်၏စာဆောင်များကိုဖွင့်ထား၏အသက်စာဆောင်ဒီဟုသောအခြားတစ်ပါးသောစာဆောင်ကိုလည်းဖွင့်လေ၏တေလွန်သောသူတို့သည်မိမိတို့အကျင့်အတိုင်းစာဆောင်တို့၌ရေးထားချက်များနှင့်အညီတရားစီရင်ခြင်းကိုခံရကြ၏သမုတ်တရားသည်မိမိ၌ရှိသောလူသေးတို့ကိုအပ်ပြီးမရဏနှင့်မရဏငံသည်လည်းမိမိတို့၌ရှိသောလူသေးတို့ကိုအပ်ပေးကြ၏လူအသီးသီးတို့သည်မိမိတို့အကျင့်အတိုင်းတရားစီရင်ခြင်းကိုခံရကြ၏ထိုအခါမရဏနှင့်မရဏနိုင်ငံကိုမိအိုင်ထဲသို့ချပစ်လေ၏ထိုတေခြင်းကဒုတိယတေခြင်းဖြစ်သည်အသက်စာဆောင်၌စရင်မဝင်သောသူရှိသမျှတို့ကိုလည်းမိအိုင်ထဲသို့ချပစ်လေ၏ဒီပလင်ဖြူတရားစီရင်ခြင်းကလေဒီမှာမရဏနိုင်ငံနဲ့မရဏနိုင်ငံမှာရှိတဲ့သူတွေအကုန်လုံးကိုရောသမုတ်တရားကလည်းသူ့မှာရှိတဲ့လူတွေတို့လာအပ်တယ်ဒီလူတွေအကုန်လုံးဘာဖြစ်လဲတရားစီရင်လို့ဘာဖြစ်လဲမိအိုင်ထဲကိုချပစ်လိုက်တာဒီဟာတွေကဘာဖြစ်လဲဆိုလို့ရှိရင်ဟိုလောကမှာဒီမှာကြည့်မယ်နော်ဒီမှာတစ်ချက်ကြည့်မယ်ဒါကကျွန်တော်တို့အသက်ရှင်နေတဲ့သူတွေဟုတ်ပြီနော်ပြီးဒီမှာတေရဲ့သူတွေရှိတယ်တေရဲ့သူတွေရှိတယ်တေတာကခရစ်တော်မိမိကယ်တင်ပိုင်ရှင်ပြီးယုံကြည်လက်ခံပြီးတေတဲ့သူတွေရှိတယ်ခရစ်တော်မိမိကယ်တင်ပိုင်ရှင်ပြီးယုံကြည်လက်မခံဘဲနဲ့တေတဲ့သူတွေရှိတယ်အဲ့တော့ဒီခြေဆောင်ချင်းတခင်ပြားကြွေးကြော်ချင်းကောက်တဲ့မင်းတဘိုးမဟုတ်တဲ့ခါမှာခြေဆောင်ချင်းလာတဲ့ခါမှာခရစ်တော်၌တေလွန်သောသူတွေတခင်ယေရှုခရစ်တော်မိမိကယ်တင်ပါရှင်ပြီးယုံကြည်လက်ခံပြီးတော့တေလွန်တဲ့သူတွေကမပုတ်မပြတ်နိုင်ခန္ဓာကိုယ်ဖြစ်တော့သူကထမြောက်သွားမယ်ခရစ်တော်ကိုယုံကြည်ပြီးတေတဲ့သူတွေပဲထမြောက်မှာနော်ခရစ်တော်ကိုမယုံကြည်တဲ့သူတွေမပါဘူးဟုတ်ပြီနော်ခရစ်တော်မယုံကြည်တဲ့သူတွေမပါဘူးအဲ့တော့ဒီမှာဒီခရစ်တော်ကိုမယုံကြည်ဘဲနဲ့တည်သွားတဲ့သူတွေကကျတော့ဘယ်အချိန်မှထမြောက်မလဲဆိုလို့ရှိရင်သူတို့ကဒီနောက်ဆုံးတရားစီရင်ခြင်းရောက်တဲ့အခါကျမှအဲ့ဒီလူသေးတွေအကုန်လုံးကလည်းဒီပလင်ဖြူရှိကိုရောက်လာပြီးကမှသူတို့တွေလည်းပဲပလင်ဖြူတရားစီရင်ခြင်းမှာသူတို့ကြုံတွေ့ရမှာเนาะသူတို့ကလောလောဆယ်သူတို့ကဒီမှာထမြောက်ခြင်းမရှိဘူးဒီခြေဆောင်ခြင်းလာတဲ့ခါသူကထမြောက်ခြင်းမရှိဘူးသူတို့ရဲ့ဝိညာဉ်တွေဘယ်မှာပဲချုပ်ထားတာလဲဆိုမရဏနိုင်ငံအထဲထဲမှာပဲရှိတယ်ဟုတ်မလားသူတို့ရဲ့ဝိညာဉ်ဘယ်မှာရှိလဲမရဏနိုင်ငံမှာရှိတယ်အဲ့တော့ဒီပလင်ဖြူတရားစီရင်ခြင်းလဲလာရောမရဏရောမရဏနိုင်ငံရောသူတို့ကဘယ်သူအပ်လိုက်လဲဒီပလင်ဖြူတရားစီရင်ခြင်းရဲ့တရားသူကြီးကလည်းခရစ်တော်ပဲနော်ဒီခရစ်တော်ရဲ့တရားပလင်မှာလည်းတရားသူကြီးကခရစ်တော်ပဲဒီတိုင်းနိုင်ငံတွေကိုတရားစီရင်တာလည်းတရားသူကြီးကခရစ်တော်ပဲဒီပလင်ဖြူမှာတရားစီရင်တာကလည်းခရစ်တော်ပဲအဲ့တော့ဒီမယုံကြည်တဲ့သူတွေရဲ့ဝိညာဉ်တွေရှိတဲ့မရဏနိုင်ငံအဲ့ဒီမရဏနဲ့နိုင်ငံကလည်းသူတို့ကဗာလဲခရစ်တော်လက်ထက်ကိုဗာပဲလဲဒီပလင်ဖြူတရားစီရင်ချင်းထဲမှာခရစ်တော်လက်ထက်ကိုဒီမရဏနဲ့မရဏနိုင်ငံကိုလာအပ်တယ်အဲ့တော့ခရစ်တော်အဲ့ဒီဟာတဲ့အကုန်လုံးဗာပဲလဲငယ်တဲ့ချပြလိုက်တယ်ဟုတ်ပြီနော်